မင်းတပ်နဲ့ကံပတ်လက်ကစီးအခြေအနေတွေကိုအကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ CPU CPA ဘက်ကလည်းပုံတွေထုတ်ပြန်လာပါတယ်။ဒါကတော့ကံပတ်လက်နဲ့မင်းတပ်မှာတမတော်ဘက်ကအထိနာနေတဲ့ပုံစံမျိုးနဲ့အထိခိုက်တည်ဆုံးနေတဲ့မှတ်တမ်းတပ်ပုံတွေလက်နက်ခရမ်းတွေကိုထုတ်ပြလာခဲ့ပါတယ်။ဒီလိုထုတ်ပြလာခဲ့ပြီးတဲ့နောက်အကြမ်းဖက် RP မီဒီယာတွေနဲ့အကြမ်းဖက်ဝါဒဖြန့်မှုတွေကိုပြုလုပ်လာပြီးတော့မင်းတပ်နဲ့ကံပတ်လက်မှာရှိနေတဲ့တမတော်စစ်ကြောင်းတွေဖွဲ့စည်းပုံပြတ်ပြီးတော့တက်လန်ကြတယ်ဆိုပြီးတော့သတင်းတို့သတင်းမားတွေနဲ့ဝါဒဖြန့်ခဲ့ကြပါတယ်။တကယ်တော့တိုက်ပွဲတွေဆိုတာကနှစ်ဖက်အဖွဲ့အစည်းမှာတော့ထိခိုက်မှုတွေရှိကြစမြဲပဲဖြစ်ပါတယ်။ပန်းနေနဲ့ပေါက်နေတာမဟုတ်ပဲကြီးစံနေနဲ့အသက်တွေကိုလောင်ကြီးထပ်နေတာဖြစ်တဲ့အတွက်တိုက်ပွဲတွေဆိုတာရဲ့နောက်ဆက်တွဲမှာတော့ထိခိုက်တည်ဆုံမှုတွေကတော့ရှိစမြဲဖြစ်ပါတယ်။ဒီနေရာမှာတမတော်ရဲ့ထိခိုက်တည်ဆုံမှုကစေကနန်းရှိတယ်ဆိုလို့ရှိရင်အကြမ်းဖက်တွေဘက်ကယာကနန်းရှိတယ်ဆိုတဲ့အခြေအနေကိုလည်းကျွန်တော်နားလည်ဖို့လိုပါတယ်။ဒါပေမဲ့အကြမ်းဖက်တွေဘက်မှာဒီမီဒီယာအားနဲ့ဝါဒဖြန့်တာတွေနောက်ပြီးတော့တမတော်ရရှိစစ်တီတွေတမတော်သားတွေရဲ့ထိခိုက်တည်ဆုံမှုတွေနဲ့ပတ်သက်ရင်ဒီအနိဋ္ဌာယုံမြင်ကွင်းတွေကိုအမြဲတမ်းဝါဒဖြန့်ရိုက်ကူးလေးရှိပေမဲ့တမတော်ဘက်ကအကြမ်းဖက်သမားတွေနဲ့ပတ်သက်ပြီးထိတွေ့တိုက်ပွဲတွေအတွင်းတည်ဆုံတဲ့ဓာတ်ပေါ်တွေတည်ဆုံတဲ့ရုပ်အလောင်းတွေနဲ့ရုပ်ပြက်ဆင်းပြက်ခွေးတိပွက်တွေတည်နေတာတွေကိုတော့ social media မှာလည်းတိတ်ပြီးတော့တင်လေးတင်တာမရှိတာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့လေလူသဘောတဘာဝအတိုင်းပဲဒီစိတ်ပိုင်းဆိုင်ရာအရာပဲပြောရမလားမြင်နေတဲ့အရာတစ်ခုကို evidence တစ်ခုအနေနဲ့ပဲယုံကြည်ကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့အခုဒီတမတော်နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်နေတဲ့မင်းတပ်နဲ့ကံပတ်လက်ကစီးခင်းချင်းမှာတမတော်ဘက်ကပဲအထိနာပြီးတော့တက်လန်ကျနေတဲ့ပုံစံမျိုးတစ်ဖက်ကအကြမ်းဖက် RP မီဒီယာတွေကအချိန်ကိုက်ဖော်ပြလာတယ်။တမတော်နဲ့နီးစပ်တဲ့မိသားစုတွေတမတော်အတန်းဝဲကစိုးရိမ်ပူပန်မှုတွေမြင့်တက်နေတယ်လို့တစ်ဖက်ကအကြမ်းဖက်အုပ်စုနီပိတ်အုပ်စုနဲ့အကြမ်းဖက်သမားတွေဘက်ကလည်းတောင်းနေတဲ့အောင်ပွဲတွေခံနေကြပါတယ်။ဒါဆိုရင်တကယ်တော့မင်းတပ်နဲ့ကံပတ်လက်မှာဘယ်သူတွေထိခိုက်သေးဆုံးမှုများနေတယ်လဲ။တကယ်တော့မြို့နယ်တောင်ပိုင်းမင်းတပ်ကံပတ်လက်မတူပြီးဒီဒေသတွေကိုရခိုင်လက်နက်ကိုင်တပုံ AA ရဲ့လက်နက်ကင်ဆွဲတိုက်ပွဲဖော်ဆောင်ပြီးတော့ခိုင်းပစေမှုတွေကိုလှုပ်ဆောင်နေတာကတော့ CPU CPA ဆိုတဲ့အဖွဲ့ဖြစ်ပါတယ်။ဒီအဖွဲ့ရဲ့ထိခိုက်တည်ဆုံမှုကတမတော်ဘက်ကထိခိုက်တည်ဆုံမှုနဲ့ရှိရင်စေစားတစားဖြစ်မလားစေစားအစားတထောင်ဖြစ်မလားဆိုတဲ့အခြေအနေကိုကျွန်တော်တို့တစ်ချက်မှန်းကြည့်လိုက်ရအောင်ပါ။အရှိကစကားကိုပြန်ကောက်ရရင်တော့တိုက်ပွဲတွေဆိုတာကကြည်စံနေနဲ့အသက်တွေကိုအလောင်းစားပြုလုပ်နေရတာဖြစ်တဲ့အတွက်အပြန်အလှန်ပြစ်ခတ်မှုကြည်စံတွေကတော့အသက်တွေကိုထုံနှုတ်သွားစေပါတယ်။ဒီလိုအခြေအနေမှာတိတိတိုက်ပွဲတွေအကြောင်းနှစ်ဖက်ထိခိုက်မှုတွေရှိနေပေမဲ့အကြမ်းဖက်သမားတွေထုတ်ပြလာတဲ့တမတော်သားတွေရဲ့ဒီထိခိုက်တည်ဆုံနေတဲ့ဝမ်းနည်းပွဲရာဓာတ်ပုံတွေကတည်ဆုံသူ23ယောက်ရဲ့ရုပ်အလောင်းနဲ့လက်နက်ခရမ်းဥမာဒီ rifle တွေ MA1 MA2 MA3 စတဲ့ rifle 46လက် RPG 3လက်စိန်မြောင်း1လက်ဘုံသီးတွေရှိမယ်ဆက်ဆက်ပစ္စည်းတွေရှိမယ်ကြီးကက်တွေရှိမယ်ဒါတွေကိုထုတ်ပြလာတာမြင်တွေ့ရပါတယ်ဒီလိုမျိုးထုတ်ပြလာတဲ့အရာတွေကိုကြည့်လိုက်ရင်တော့ရုပ်တရက်အုံလုံးရဲ့လှုံ့ဆော်မှုကနေချက်ချင်း response ပြန်လာတာကတော့တမတော်တကယ်ပဲအထိနာနေပြီလားဆိုတဲ့အတွေးဝင်သွားစေပါတယ်ဒါပေမဲ့ဒီအခြေအနေဒီပုံစံတွေနဲ့ထုတ်ပြန်လာတဲ့ဝါဒဖြန့်လာတဲ့ဆိုတာကအကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေရခိုင်စစ်သွေးကြွနဲ့ခိုင်းဘက်တွေ CPU CPA တွေအတွက်လှုပ်ဆောင်မှုတစ်ခုကတော့စင်တီကိုစစ်တီနဲ့ပုံမှုစူးစမ်းနေတာဖြစ်ပါတယ်။မင်းတပ်ကိုတမတော်ကထိုးစစ်ဆင်ခဲ့တာကပြီးခဲ့တဲ့မေလ30ရက်နေ့ကဖြစ်ပါတယ်။အခုဇွန်လတစ်လလုံးကုန်သွားပြီဖြစ်ပြီးတော့ဇူလိုင်လကိုရောက်လာပြီဖြစ်တဲ့အတွက်မင်းတပ်မြို့သိမ်းတိုက်ပွဲကတစ်လကျော်သွားပြီ။ရပ်ပေါင်း30အတွင်းမင်းတပ်မြို့ရဲ့အနီးကိုတမတော်စစ်ကြောင်းတွေရောက်ရှိသွားတာကဇွန်လဒုတိယပတ်လောက်တည်းကဖြစ်ပါတယ်။ဇွန်လဒုတိယပတ်မင်းတပ်မြို့ရဲ့အနီး3မိုင်ကောက်ဝဲအနီးကိုတမတော်စစ်ကြောင်းတွေရောက်ရှိသွားပြီးတော့အကြမ်းဖက်လက်နက်ကိုင်တွေရခိုင်စစ်သွေးကြွ AA လည်းပါမယ်ချင်းလက်နက်ကိုင်အဖွဲ့အစုံအေးတောက်မြက်ချောင်စာနေတဲ့ချင်းလက်နက်ကိုင်အဖွဲ့တွေလည်းအများပြားပါဝင်တယ်အကြမ်းဖက်သမားတွေနဲ့ထိတွေ့တိုက်ပွဲတွေတောင်းလျှောက်ဖြစ်တဲ့တမတော်ရဲ့ယာယီစကန်ချရာနေရာတွေတိုက်ခိုက်ခံရတာမျိုးလည်းရှိကောင်းရှိနိုင်တယ်။အားကြောင့်လဲဆိုတော့မင်းတပ်ကံပတ်လက်ဒေသမှာ local PDF တွေပါတယ်ချင်းလက်နက်ကိုင်အဖွဲ့တွေပါတယ်ဒေသကအကြမ်းဖက်သမားတွေပါတဲ့အတွက်နေမြေကျွမ်းကျင်မှုမှာတော့သူတို့မှာအားတာကျရှိကောင်းရှိလိမ့်မယ်။ဒါပေမဲ့တမတော်ကလည်းမင်းတပ်ကိုဘယ်လောက်ထိပုံကျဲတိုက်ခိုက်ထားသလဲဆိုတော့ဒီ record တွေအားလုံးကိုပြန်ကြည့်ချင်းလက်နက်ကန်အဖွဲ့တွေနဲ့ရခိုင်စစ်သွေးကြွတွေဘယ်လောက်တည်ဆုံးတယ်လဲဆိုတဲ့မိကုန်းကိုပဲကျွန်တော်တို့ကပြန်မေးသွားရမှာဖြစ်ပါတယ်။ညမှာတယောက်ချင်းဘားတပြန်ကြားတပြန်တိုက်ခိုက်မှုတွေဒါမှမဟုတ်တမတော်စစ်ကြောင်းတွေခြုံခိုတိုက်ခိုက်ခံရတာမျိုးတွေဒါမှမဟုတ်အလင်းငိုက်တိုက်ခိုက်ခံရတာမျိုးတွေဒါတွေကြောင့်ထိခိုက်မှုတွေရှိကောင်းရှိနိုင်တယ်ဆိုပေမဲ့တမတော်ရဲ့တံပြန်တိုက်ခိုက်မှုတွေအောက်မှာအကြမ်းဖက်သမားတွေဘယ်လောက်တည်ဆုံးသွားတယ်လဲ။နေ့စဉ်ဘုံကျဲတိုက်ခိုက်မှုတွေအတွင်းအကြမ်းဖက်သမားတွေဘယ်လောက်တည်ဆုံးသွားတယ်လဲဆိုတဲ့အချက်ကို CPU CPA နဲ့အကြမ်းဖက် RP မီဒီယာတွေကဖုံးကွယ်ထားပါတယ်။ဒါကဘာနဲ့တူတယ်လဲဆိုတော့သူတို့ရဲ့ထိခိုက်တည်ဆုံးမှုတွေကိုဖုံးကွယ်ပြီးတော့တမတော်ဘက်ကပဲထိခိုက်နစ်နာပြီးတော့ဖွဲ့စည်းပုံပြစစ်ကြောင်းတွေတက်လန်ကြရဲဆိုတဲ့ပုံစံမျိုးနဲ့သူတို့ရဲ့အမားတွေသူတို့ရဲ့အင်အားပြုံးနေမှုတွေကိုဖုံးကွယ်ပြီးတော့တစ်ဖက်ကစိတ်သက်ပြပြနေတဲ့အကြမ်းဖက်တွေဒီအဖွဲ့တွေကိုစောင့်ကြည့်နေကြတဲ့တတိယနိုင်ငံတွေကသူတွေရဲ့ထောက်ပံ့ကြေးတွေနဲ့စိုးရိမ်ပူပန်မှုတွေကိုကာပါယူဖို့လိုပဲကျွန်တော်တို့ကယူဆပါတယ်ဒါကလက်ရှိဖြစ်ပေါ်နေတဲ့21ရာစုကင်းချင်းကတော့စေအေးကာလာဖြစ်တယ်စေအေးကာလာဖြစ်တာနဲ့အတူ modern warfare မှာတစ်ဖက်မှာလည်း media warfare ပါဝင်လာပါတယ်လက်နက်တွေကင်ဆွဲပြီးတော့တိုက်ခိုက်တဲ့အခြေအနေမျိုးကနေကလောင်ဆွဲနေ media အားတွေအသုံးပြုပြီးတိုက်ခိုက်ကြတဲ့အခြေအနေတွေလည်းဖြစ်လာပါတယ်စစ်မြေပြင်မှာ rifle တွေ gun တွေကင်ပြီးတော့တိုက်ခိုက်နေကြတာတွေရှိတယ်လို့ကလောင်ကျွမ်းနေနဲ့တိုက်ခိုက်နေကြတဲ့ဒီလိုမျိုး21ရာစုစေအေးအခင်းချင်းဖြစ်ပါတယ်ဆိုတော့တစ်ဖက်ကအကြမ်းဖက်သမားတွေကလည်းသူတို့ဝါဒဖြန့်လို့ရသလောက်ဝါဒဖြန့်မှာဖြစ်ပါတယ်တမတော်ကထိခိုက်တည်ဆုံမှုတွေကိုပြပြီးတော့သူတို့ပဲအောင်မြင်မှုရရှိနေတဲ့အကြောင်းလဲဝါဒဖြန့်နေကြမှာပါမြန်မာစကားတစ်ခုရှိတယ်လို့ပဲမီးအော်တာပဲလူသိတယ်ကနန်းညက်တာမသိဘူးဆိုတယ်လို့ပါပဲအခုဖြစ်နေတဲ့အခြေအနေကတမတော်ကဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေချို့ထိခိုက်တည်ဆုံမှုတွေချပြပြီးတော့ဖွဲ့စည်းပုံကြီးပြတ်တက်လန်သွားတယ်ဆိုတဲ့သတင်းကောင်းစီကြီးနဲ့ highlight ပေးပြီးတော့လူတွေရဲ့ emotion ကို focus ထားပြီးတော့သတင်းကောင်းစီရေးတယ်ဝါဒတွေဖြန့်တယ်အကြမ်းဖက် RP media တွေအားလုံးက social media platform အစုံကနေဝါဒတွေဖြန့်လာတယ်
တကယ်တော့ချင်းပြည်နယ်မင်းတပ်က PDF တွေ local PDF တွေဒါမှကအခုမြို့သိမ်းတိုက်ပွဲမရောက်သေးဘဲနဲ့ထိတွေ့တိုက်ပွဲမဖြစ်သေးတဲ့မတူပီက PDF တွေပါမြုပ်မနိုင်တုံ့မနိုင်ဖြစ်နေပါတယ်အစုံတုတ်တွေအနေနဲ့ကျုံတယ်လို့တခြင်းထဲမှာ3-5ရောက်စုပြီးမြုပ်နေရတဲ့အခြေအနေမျိုးတောင်ရှိပါတယ်ဒီနေ့မှာဆိုလိုရင်းကိုပြန်ဆက်ရရင်မြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့တွေအချင်းချင်းဒေါ်ဖိုက်တိုက်ခိုက်နေရတဲ့အခြေအနေမျိုးမှာဒီလိုထိခိုက်မှုတွေရှိနိုင်တယ်လို့တပ်မတော်ရဲ့ဘုံကျရှင်းမှုတွေအတွင်းပေါင်900ဘုံတစ်လုံးရဲ့ကြားရောက်ပေါက်ကွဲမှုထိခိုက်ပျက်စီးနိုင်တဲ့ area နဲ့ wine trail ကနေကျဲချလိုက်တဲ့ဘုံသီးတွေရဲ့ကျဲချတိုက်ခိုက်မှုတွေအတွင်းအကြမ်းဖက်သမားတွေမသိဘူးလားဆိုတဲ့မေးခွန်းကိုဘယ်အကြမ်းဖက်သမားတွေမှမဖြေကြသလိုမြည်သည့်အကြမ်းဖက်အားပေးမီဒီယာကမှလည်းမဖြေကြပါဘူးဒါပေမဲ့ social media platform အစုံမှာမင်းတပ်ကမ်ပတ်လက်ကျင်တွင်းနဲ့မတူပီကချင်းလက်နက်ကန် PDF တွေထိခိုက်တည်ဆုံးမှုတွေများနေတာကြောင့်အိမ်ပြန်လမ်းမရှိတော့တဲ့ PDF တွေရဲ့နာရေးသတင်းတွေအိမ်ပြန်လမ်းမရှိတော့တဲ့ချင်းလက်နက်ကန်အဖွဲ့တွေရဲ့နောင်တတွေစိတ်ကူးရင်ပြီးတော့ဒီချင်းလက် for ဆောင်မယ်ဆိုပြီးတော့ချင်းလက်နက်ကန်အဖွဲ့တွေကိုရောက်လာကြပြီးအိမ်ပြန်လမ်းမရှိတော့တဲ့ချင်းလက်နက်ကန်အဖွဲ့တွေနဲ့ပတ်သက်ပြီးဝမ်းနဲ့ပူဆွေးနေကြတဲ့ status တွေဝမ်းနဲ့ပူဆွေးနေကြတဲ့ post တွေကမမြင်ချင်မှအဆုံးပါပဲဒီနေရာမှာတစ်ဖက်ကနိုင်ငံတော်အစိုးရချမ်းဖတ်တွေနဲ့ပတ်သက်ရင်တိတ်ပြီးတော့ပေါ်ပြလိမ့်မရှိတာကိုကျွန်တော်မြင်တွေ့ရတယ်ဒါကလည်းအနိဋ္ဌယုံနေဖြစ်တဲ့ကိုယ်နိုင်ငံသားချင်းဖြစ်တဲ့အတွက်အချင်းချင်းထိခိုက်တည်ဆုံးမှုတွေမှာကျွန်တော်တို့ကလက်သီးလက်မောင်းတန်လက်ခုပ်လက်ဝါးတီးပြီးတော့ဝိခံစရာအခြေအနေမျိုးမဟုတ်ပါဘူးဒါကြောင့်မလို့နေမြေတွေပြန်လေတိုက်ခိုက်တယ်တိမ့်ပိုက်တယ်ဆိုတဲ့အခြေအနေမျိုးမှာအကြမ်းဖက်သမားတွေအလောင်းတွေလက်နက်တွေထိခိုက်တည်ဆုံးမှုတွေရုပ်ပြက်ဆင်းပြက်တွေကိုချပြလိမ့်နဲပါတယ်ချပြလိမ့်မရှိဘူးလို့တော့ဆိုလို့ရတယ်ဒါပေမဲ့အကြမ်းဖက်သမားတွေကတော့တမ်မတော်ဘက်ကထိခိုက်မှုတွေရှိခဲ့ရင်တစိမ့်ကိုတအိတ်လောက်တာမျိုးတွေပြီးခဲ့တဲ့နှစ်ပေါင်းများစွာကပြီးခဲ့တဲ့2022 2023ကာလကဓာတ်ပုံအောင်နေနဲ့လဲဝါရဖြန့်တာပြုလုပ်လာနေတာမျိုးရှိတတ်ပါတယ်သဘောကတော့ချင်းလက်နက်ကန်အဖွဲ့တွေ CPU CPA နဲ့အဖွဲ့တွေထိခိုက်တည်ဆုံးမှုတွေများနေတဲ့အတွက်တမ်မတော်ရဲ့စီရေးလှုပ်ရှားမှုဥပမာအပြင်ယာယီဒီအထိုင်ချထားတဲ့နေရာကနေပြန်လဲဆုတ်ခွာတာပြန်လဲရွှေ့ပြောင်းတာမျိုးရှိတဲ့အချိန်ထိတွေ့တိုက်ပွဲတွေအတွင်းမှာသူတို့ဓာတ်ပုံရိုက်လို့ရတဲ့အခြေအနေတစ်ခုရသွားခဲ့တယ်လို့ယူဆမိပါတယ်ဒါကတမ်မတော်စစ်ကြောင်းတွေနောက်ထပ်စီရေးရည်မှန်းချက်တစ်ခုကိုရွှေ့ပြောင်းသွားတဲ့အချိန်တိုက်ပွဲအတွင်းကြန့်ရှိနေတဲ့ delivery တွေကိုကျွန်တော်ပြန်ပြီးတော့မကောက်ယူနိုင်တဲ့အခြေအနေမျိုးမှာအကြမ်းဖက်သမားတွေကမှတ်တမ်းတပ်ပုံတွေရယူနိုင်တဲ့သဘောမျိုးလို့ယူဆမိတယ်ဒါအပြင်အကြမ်းဖက်သမားတွေထုတ်ပြလာတဲ့ဒီလက်နက်ခဲယမ်းတွေကိုပြရင် rifle ကြီးပဲ46လက်46လက်နီးပါးအလ50နီးပါးစုကစစ်ကြောင်းတစ်ကြောင်းတက်စုတစုမကဘူးဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဒီလောက်ထိခိုက်ရလောက်တဲ့အခြေအနေမျိုးဒီလောက်ကြီးထိဖြစ်သွားရလောက်တဲ့ဆိုတဲ့အခြေအနေမျိုးရှိသလားဆိုတဲ့မေးခွန်းကိုကျွန်တော်ကပြန်မေးရမှာပါ။ဘာကြောင့်လဲဆိုတော့တမ်မတော်ကဂိုင်းနေတဲ့ MA1 MA2 series တွေကိုချပြလိုက်ရုံနဲ့တမ်မတော်သားအရာရှိစစ်တီတွေဂိုင်းထားတဲ့လက်နက်တွေကြီးပဲလို့ကျွန်တော်ကသတ်မှတ်လို့မရပါဘူး။ဘာကြောင့်ပါလဲ။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့2023 2024 2025တောက်လျှောက်ရခိုင်လက်နက်ကိုင်သဘော AA ရဲ့တိုက်ပွဲဖော်ဆောင်မှုတွေကြောင့်တမ်မတော်ရဲ့စစ်စကန်တွေအများအပြားချင်းပြည်နယ်မှာရှိနေတဲ့မင်းတပ်ကမ်ပတ်လက်ကျင်တွေးစားတဲ့ဒေသတွေကတမ်မတော်စစ်စကန်တွေအများအပြားလက်လွတ်ရပြီးတဲ့နောက်စကန်သိန်းတိုက်ပွဲတွေအတွင်းအခုလို MA1 series တွေ MA2 series တွေ MA3 series တွေနဲ့တမ်မတော်ကအသုံးပြုနေတဲ့ DI ထုတ်လက်နက်ခဲယမ်းဘုံသီးတွေအများအပြားကအကြမ်းဖက်သမားတွေရဲ့လက်ထဲမှာရှိပါတယ်။အခုလက်ရှိထိတွေ့တိုက်ပွဲဖြစ်ပေါ်နေတဲ့အချိန်အကြမ်းဖက်သမားတွေကင်ပြီးတော့တိုက်ခိုက်နေတဲ့ rifle တွေကလည်း DI ထုတ်တနက်တွေအများစုအသုံးပြုနေကြဆဲဖြစ်ပါတယ်။ဆိုတော့ဒီ rifle တွေ MA1 MA2 ကဘာစာထုတ်တွေကိုပဲအကြမ်းဖက်သမားတွေကိုယ်တိုင်ပြန်ပြီးတော့ကင်သုံးနေရတဲ့အချိန်ဝါရပြဓာတ်ပုံရိုက်ဖို့အတွက်သူတို့စုထားစောင်းထားတဲ့သူတို့ကိုယ်တိုင်ကင်ဆွဲအသုံးပြုနေကြတဲ့ဒီ rifle တွေနဲ့ပဲဝါရဖြတ်နာကောမဖြစ်နိုင်ဘူးလားဆိုတဲ့အခြေအနေမျိုးရှူတောင်တွေကတော့ကြီးတဲ့သူရဲ့ရှူတောင်ရက်နေတဲ့သူတယောက်ရဲ့ရှူတောင်တွေပဲကွာမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ယက်တီချက်နဲ့ကြည့်တယ်လို့တစ်ဖက်ကအကြမ်းဖက်သမားတွေရဲ့ယက်တီချက်နဲ့လည်းရှူတောင်တစ်ခုကိုရှုမြင်လို့ရတယ်လို့တပ်ပါစင်တယောက်အနေနဲ့ရှုမြင်မဲ့ရှူတောင်တွေလည်းရှိနေပါတယ်ဆိုတော့အရာဝတ္ထုတစ်ခုကိုတောင်မှကျွန်တော်တို့ကကြည့်တဲ့ရှူတောင်မတူရင်မြင်ရတဲ့ပုံစံမတူဘူးဖြစ်ပါတယ်ဆိုတော့ဆိုလိုရင်းကိုပြန်ဆက်ရရင်ဒီနေ့ဇူလိုင်လ2ရက်နေ့မှာ CPU CPA ဘက်ကတမ်မတော်စစ်ကြောင်းတွေတက်လန်ကျသွားတယ်ဆိုတဲ့သတင်းထုတ်ပြန်လိုက်ပေမဲ့ထုတ်ပြန်နေပေမဲ့တကယ်တမ်းမြေပြင်မှာချင်းလက်နက်ကန်အဖွဲ့တွေဘယ်လောက်ထိထိခိုက်တည်ဆုံးနေတယ်လဲမှန်ပါတယ်မင်းသားမျိုးသိန်းတိုက်ပွဲနဲ့ပတ်သက်ရင်ချင်းလက်နက်ကန်အဖွဲ့တွေတော်တော်လေးအင်အားပြုံးတီးခံပြီးတော့ချက်ကုတ်ချက်ခဲနဲ့သူတို့တောင့်ခံနေကြပါတယ်ဘာကြောင့်ချက်ကုတ်ချက်ခဲနဲ့တောင့်ခံနေကြတယ်လဲချင်းလက်နက်ကန်အဖွဲ့တွေရဲ့အလောင်းတွေကိုသူတို့ကိုယ်တိုင်ချနှင်းပြီးတော့တမ်မတော်ရဲ့ထိုးစစ်ကိုဟန်တားနေရတယ်လဲဆိုရင်တော့ရခိုင်စစ်သွေးကြွတွေရဲ့နိုင်ငံရေးစစ်ရေးလူမျိုးရေးအရာ PR တွေနဲ့လူမျိုးရေးအရာအနိုင်ကျင့်ဖိနှိပ်မှုတွေကြောင့်ဖြစ်တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်မင်းနဲ့ကမ်ဘက်လက်ကူသာချင်းလက်နက်ကန်အဖွဲ့တွေအားလုံးလက်လွတ်လိုက်ရမယ်ဆိုရင်ချင်းပြည်နယ်ကိုဝန်နိုင်တဲ့လမ်းကြောင်းကြီးတမ်မတော်စစ်ကြောင်းတွေအားလုံးကဒီတောက်ထုအမရ368ကန်ကြီးအဲ့ဒီကနေမင်းနဲ့ကနေတဟုန်ထိုးမတူပီတီကိုရောက်လာမှာဖြစ်ပါတယ်။စောကနေချီတက်သွားတဲ့တမ်မတော်စစ်ကြောင်းတွေကလည်းကမ်ဘက်လက်တီကိုတဟုန်ထိုးရောက်ရှိလာမှာဖြစ်ပြီးတော့ဒီနမတောင်ကိုကြော်ပြီးတော့ဒီလမ်းကြောင်းတစ်လျှောက်ကနေပဲမတူပီတီကိုအလွယ်လေးရောက်ရှိလာမှာဖြစ်ပါတယ်။မတူပီလောက်ထိရောက်မယ်ဆိုရင်မတူပီနဲ့ကမ်ဘက်လက်လမ်းကလွယ်လွယ်လေးနဲ့တမ်မတော်ကထပ်မံထိုးပေါက်လာတော့မှာဖြစ်ပါတယ်။ဒီအချိန်ဒီမှာစီးရဲသဘောတရားအရပြန်ကြည့်ပထမခံစစ်စီဒုတိယခံစစ်စီတတိယခံစစ်စီတွေကနေနောက်ဆုံးခံစစ်စီဆိုတဲ့အချိန်မျိုးရှိပါတယ်။နောက်ဆုံးခံစစ်စီမှာဂျမ်ဘတ်သမားတွေအတွက်ကနောက်ဆုံးအခြေအနေမျိုးထိချက်ကုတ်ချက်ခဲနဲ့ခုခံသွားရတဲ့အခြေအနေမျိုးရှိပါတယ်အနည်းဆုံးပြောရမယ်ဆိုလို့ရှိရင်နောင်ချိုတောင်ခမ်းတိုက်ပွဲပေါ့ပြီးခဲ့တဲ့2020ဒီ Legonis August လလောက်တွေကကျွန်တော်ကတံမြန်ထိုးစစ်ဆင်မှုပြုလုပ်ခဲ့တယ်ဒါပေမဲ့တမ်မတော်ရဲ့ပြန်လည်စစ်ရေးပြင်ဆင်မှုတွေကနေမှတကယ်တမ်းနောင်ချိုတောင်ခမ်းတိုက်ပွဲစတင်ခဲ့တာက2025ခုနှစ် February လ28ရက်နေ့ March လလာစမ်းလောက်ကမှပြန်လည်စတင်ခဲ့တယ် March လတစ်လလုံး April လတစ်လလုံးမေလတစ်လလုံးဇွန်လတစ်လလုံးတိုက်ခိုက်ပြီးမှ
ကျွန်တော်ကဇွန်ဇူလိုင်လောက်မှနောင်ချိုတိကိုပြန်လဲသိမ့်မှန်နေခဲ့တာပါနောင်ချိုကိုလက်လွတ်ရလို့ရှိရင်ပလောင်စစ်သွေးကြွတွေရဲ့ရှမ်းမြောက်လန်းလက်လွတ်ရမှာဖြစ်ပြီးကြောင်မဲနဲ့တီဘောကအလိုလိုကြမယ်ဆိုတဲ့အခြေအနေမျိုးရှိတာကြောင့်နောင်ချိုကိုလက်မလွတ်ရရင်ပလောင်စစ်သွေးကြွနဲ့အပေါင်းအပါတွေကတောင်ခမ်းကနေတဆင့်ပြီးတဆင့်နောက်ဆုံးနောင်ချိုတောင်ခမ်းကြားကကန်ကြီးရွာမှာအသေးအံခန်းစစ်ပြင်ဆင်ရတဲ့အခြေအနေမျိုးထိတွေ့တိုက်ပွဲတွေကနှစ်ပတ်သုံးပတ်တလားလောက်ကြာမြင့်တဲ့အခြေအနေမျိုးတွေရှိခဲ့ပါတယ်ဒါကဘာကိုပြတယ်လဲဆိုတော့နောက်ဆုံးကန်စစ်စီဖြစ်လာရင်သူတို့မှာအရင်ကြီးလည်းများတယ်ထိခိုက်တည်ဆုံးမှုလည်းများတယ်ကြောက်ကုတ်ကြခဲနဲ့တောင့်ခံရမယ်ဆိုတဲ့အခြေအနေမျိုးများတယ်အရာစကားနဲ့ပြောရမယ်ဆိုလို့ရှိရင်နောက်ဆုံးကြံနေသေးတဲ့အသက်ကလေးနဲ့အသက်ငင်နေတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဒီပုံစံမျိုးပါပဲမင်းတပ်နဲ့ကံပလက်တိုက်ပွဲတွေတမတော်ရဲ့မင်းတပ်မြို့သိမ်းတိုက်ပွဲကလည်းဇွန်လလာဇန်မိုင်းကစတယ်မေလ30ရက်နေ့ကစတယ်ဇွန်လထဲမှာတိုက်ပွဲတွေပြင်းထန်တယ်မင်းတပ်ကိုချီတက်တဲ့တိုက်ခိုက်တဲ့3ပတ်နီးပါးမင်းတပ်မြို့အနီးကိုကနန်းလမ်းမပုံစံနဲ့ဝိုင်းဝန်းပိတ်ဆို့ပြီးတော့တိုက်ခိုက်ထားတယ်အကြမ်းဖက်သမားတွေစုဖွဲ့လှုပ်ရှားမှုမှန်သမျှကိုတမတော်လေကတောက်လျှောက်နေညမပြတ်ပုံကျရှင်းလင်းမှုတွေပြုလုပ်ထားတယ်ဒီနေရာမှာအကြမ်းဖက်သမားတွေဘယ်လောက်တည်ဆုံးသလဲဆိုတဲ့မေးခွန်းကိုအကြမ်းဖက်သမားတွေစီမှာတော့တည်ဆုံးခြင်းရှိရလားတော့မေးရမလို့ဖြစ်နေပါတယ်ဒါတွေကတော့ထားပါတော့နေ့အတွက်သတင်းလေးတင်ဆက်ပေးလို့တာကစင်သေးကိုစိတ်တည်ရည်နဲ့ဖုံးမှုစူးစမ်းနေတဲ့ CPU CPA နဲ့မင်းတပ်ကံပလက်တိုက်ပွဲနဲ့ပတ်သက်တဲ့သတင်းမှာထုတ်ပြန်လာတာတွေထုတ်ပြလာတာတွေရဲ့နောက်ဆက်တွဲမှာတမတော်ဘက်ကထိခိုက်တည်ဆုံးမှုစေကန်နဲ့ရှိရင်အချမ်းဖက်သမားတွေမှာထိခိုက်တည်ဆုံးမှုရာခိုင်နှန်းရှိနိုင်နေဆိုတဲ့ရှုထောင့်ကိုကျွန်တော်ကရှုမြင်ဖို့လိုပါတယ်။ဆိုရင်ပူပန်မှုတွေမြင့်တက်လာတဲ့အချိန်အုံတော့ကချက်ချင်းပေးလိုက်တဲ့ response ကြောင့်တကယ်ပဲမင်းတပ်ကံပလက်ကတမတော်စစ်ကြောင်းကြီးတွေလမ်းကျသွားပြီလောက်ဆိုတဲ့စိုးရင်ပူပန်မှုကလည်းတန်ဖို့အမြင့်ကြီးတက်သွားနိုင်ပါတယ်။ဒါပေမဲ့ဒီအခြေအနေတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့ကမြေပြင်တပ်ဖွဲ့ဝင်တွေနဲ့ကောသက်ဆိုင်ရာစစ်ဒေသမှုတွေစစ်ကြောင်းမှုတွေနဲ့လည်းတောက်လျှောက်သတင်းတွေရရှိနေတာဖြစ်တဲ့အတွက်အကြမ်းဖက်သမားတွေရဲ့ထိတွေ့တိုက်ပွဲတွေအတွင်းအကြမ်းဖက်သမားတွေနဲ့မျက်နှာချင်းဆိုင်ထိတွေ့တိုက်ပွဲတွေအတွင်းတမတော်လေးရဲ့ပုံကျရှင်းလင်းမှုတွေအတွင်းအကြမ်းဖက်သမားတွေဘယ်လောက်ထိခိုက်သိဆုံးနေဆိုတဲ့သတင်းမျိုးဒေသခံချင်းလူမျိုးတွေကမရတဲ့နေရာကနေရအောင်ဆက်သွယ်ပြီးတော့သတင်းပေးပို့ကြတဲ့သတင်းတွေလည်းကျွန်တော်တို့တောက်လျှောက်ရရှိနေပါတယ်။ဒါကြောင့်တချို့သောသတင်းတွေမှာကျွန်တော်တို့ကအကြမ်းဖက်သမားတွေသိဆုံးတဲ့ရုပ်အလောင်းတွေကိုမဖော်ပြပါဘူး။ YouTube platform မှာဆိုရင်လည်းဒါတွေကဒီ community standard နဲ့ညီနိုင်တဲ့အကြောင်းအရာမျိုးတွေရှိတယ်။ TikTok မှာဆိုရင်လည်းထုံနည်း၎င်းပဲ Facebook ဆိုရင်တော့ပို့ဆို Telegram မှာတော့နည်းနည်းလေး pass ဖြစ်တယ်ဆိုပေမဲ့ဒီထိခိုက်သိဆုံးတဲ့အနေထားရုံပုံတွေကိုကျွန်တော်တို့တိတ်တင်လေးတင်ထားမရှိပါဘူး။ဖြစ်နိုင်ရင်တင်ကိုမတင်ချင်တာပါ။ဘာကြောင့်လဲဆိုတော့နိုင်ငံရေးခံယူချက်မတူလို့ဗျာဒတလန်တန်တလန်ရှိနေပေမဲ့အချမ်းဘတ် PDF တွေဆိုတာကလည်းကျွန်တော်တို့ရဲ့ညီတွေအကိုတွေဖြစ်ပါတယ်။အခုတိုက်ပွဲဖြစ်ပေါ်နေတဲ့ဒေသကချင်းလက်နက်ကန်အဖွဲ့တွေဆိုတာလည်းကျွန်တော်တို့နဲ့ရွယ်သူတွေပါတယ်ညီတွေပါတယ်တူတွေပါတယ်အကိုတွေပါတယ်ဦးလေးအရွယ်တွေပါကြပါတယ်။ဒါကြောင့်သူတို့ရဲ့ထိခိုက်သိဆုံးမှုနဲ့ပတ်သက်ရင်ကျွန်တော်တို့ကအားရဝမ်းသာနဲ့လက်ခုပ်လက်ဝါးတီးစရာအခြေအနေမျိုးတော့မဟုတ်ပါဘူး။သို့တော့စစ်ရေးအရာပြည်တော်စုကနေခွတ်ထွက်ဖို့ကြိုးစားနေတဲ့နိုင်ငံရေးတည်မှန်မှန်တဲ့သူတွေအကြမ်းဖက်တောင်းကျမ်းသူတွေရဲ့တည်ဆုံမှုနဲ့ပတ်သက်ရင်တော့သတင်းအနေနဲ့ကျွန်တော်တို့ကတင်ဆက်လေးရှိပေမဲ့ဓာတ်ပုံတွေအတူပြတ်ဖွာလန်ကျဲတွေရဲ့ပတ်သက်တဲ့ဓာတ်ပုံတွေကိုတော့တင်ဆက်လေးမရှိဘူးဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဒီလိုအခြေအနေကိုအခွင့်ကောင်းယူပြီးတော့ပဲအကြမ်းဖက်သမားတွေနဲ့အကြမ်းဖက်အားပေးမီဒီယာတွေကတမတော်ဘက်ကထိခိုက်တည်ဆုံတဲ့ uniform တွေနဲ့ထိခိုက်တည်ဆုံမှုတွေကိုဖော်ပြပြီးဝါဒဖြန့်နေရှိရဆိုတဲ့သတင်းတွေကိုမျှဝေပေးလိုတာဖြစ်ပါတယ်။စင်သေးကိုစိတ်တည်ရည်နဲ့ဖုံးမှုကြိုးစားပေမဲ့စင်တကောင်လုံးကြီးကိုဖုံးမှုစိတ်တည်ရည်ကလုံလောက်သလားဆိုတဲ့အခင်းချင်းမျိုးတလာလုံးဒီပါပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်းချင်းလက်နက်ကန်အဖွဲ့တွေဘလောက်တည်ဆုံသွားသလဲဆိုတဲ့ကိန်းဂဏန်းကိုမဖော်ပြရေးပဲနဲ့သူတို့ရရှိလိုက်တဲ့မှတ်တမ်းဓာတ်ပုံလေးတွေပေါ်မှာပဲအာသာဖြည့်ရသိစိတ်ဖြည့်လုပ်ပြီးတော့ဝါရဖြန့်ဓာတ်ပုံတွေဝါရဖြန့်သတင်းတွေရေးသားနေတယ်ဆိုတဲ့အခြေအနေမျိုးမှာလိုက်ပါစီမျိုးမသွားဘူးလေလိုအပ်တယ်ဆိုတဲ့အခြေအနေကိုကျွန်တော်ကချင်းကပ်ပြီးတော့ဖော်ပြပေးခဲ့တာဖြစ်ပါတယ်တိုက်ပွဲတွေဖြစ်တဲ့ကြည်စံနေနဲ့တိုက်ခိုက်နေရတာဖြစ်တယ်ပောက်ကွဲမှုတွေနဲ့အသက်တွေခန္ဓာတွေကိုယဉ်နေပြီးတိုက်ခိုက်နေရတာဖြစ်တဲ့အတွက်ထိခိုက်မှုတွေအဖိတ်စင်တွေကတော့ရှိမှာဖြစ်တယ်ဒီလိုဖိတ်စင်မှုတွေထဲမှာဘယ်သူကထိခိုက်သေးဆုံးမှုတွေအများဆုံးဖြစ်တယ်လဲဆိုတဲ့အချက်နဲ့နောက်ဆုံးတိုက်ပွဲရလက်ကပဲအဖြစ်တစ်ခုထွက်လာမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့မြန်မာနိုင်ငံကိုဘလာရုစ်သမ္မတအလက်ဇန်ဒါလူကာရှန်ကိုရဲ့ချစ်ကြည်ခီးစဉ်ရောက်ရှိတော့မှာဖြစ်ပါတယ်ဘယ်လာရုစ်နိုင်ငံဆိုတာကမြန်မာနိုင်ငံနဲ့တော်တော်လေးညီကိုအရင်လိုမျိုးဆက်ဆံရေးရှိတဲ့နိုင်ငံဖြစ်ပါတယ်။တစ်ဖက်ကရုရှားနိုင်ငံနဲ့ဆိုလည်းညီကိုဆက်ဆံရေးရှိတယ်လို့မြန်မာနိုင်ငံနဲ့ဆိုရင်လည်းနန္ဒမေစင်းမထိဆက်နေပေမဲ့နှလုံးသားချင်းနီးတဲ့ဆက်ဆံရေးတစ်ခုရှိတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။လိုကာရှန်ကိုကအခုဒီနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အစိုးရလက်ထက်မှာထပ်မံရောက်ရှိတဲ့ဒုတိယမြောက်ခရီးစဉ်လို့ဆိုရမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဒီယာယီသမ္မတကြီးအချိန်မှာတော့ကလည်းနိုင်ငံကိုလာရောက်ခဲ့ပါတယ်။ဒီပြည်မှာဆိုရင်လည်းမြန်မာနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံရဲ့ချစ်ကြည်အထိမ်းအမှတ်အနေနဲ့ Miss Land ဆိုပြီးတော့နာမည်ပြောင်းပြီးဖွင့်လှစ်ပေးထားခဲ့တဲ့အထိမ်းအမှတ်တွေလည်းရှိခဲ့ပါတယ်။ဆိုတော့ဒီနေ့ဇူလိုင်လ2ရက်နေ့မှာပဲဒီဘယ်လာရုစ်သမ္မတကြီးရဲ့မြန်မာနိုင်ငံချစ်ကြည်ခီးစတင်ထွက်ခွာလာပြီဖြစ်ပါတယ်။စတင်ထွက်ခွာလာပြီဆိုတာကဒီဘယ်လာရုစ်ကနေစတင်ထွက်ခွာလာတာမဟုတ်ပါဘူး။ပြီးခဲ့တဲ့ဇွန်လ28 29တွေကဒီဘယ်လာရုစ်သမ္မတကတရုတ်နိုင်ငံကိုရောက်ရှိနေတာဖြစ်ပါတယ်။ဇွန်လ28ရက်နေ့ကလေးကတရုတ်နိုင်ငံကိုရောက်ရှိနေတာဖြစ်ပြီးတော့ဇွန်လ29ရက်နေ့မှာတရုတ်သမ္မတမစ္စတာရှီကျင်းမြင်နဲ့အလက်ဇန်ဒါလူကာရှန်ကိုတို့တွေ့ဆုံခဲ့ပါတယ်။အဲဒီနောက်အင်ဒိုနီးရှားနိုင်ငံကိုဆက်လက်ပြီးတော့ခီးထွက်ခွာခဲ့တယ်။အင်ဒိုနီးရှားသမ္မတနဲ့တွေ့ဆုံပြီးတဲ့နောက်ဒီနေ့ဇွန်လ2ရက်နေ့မှာပဲမြန်မာနိုင်ငံရဲ့ချစ်ကြည်ခီးကိုစတင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီဘယ်လာရုစ်သမ္မတလူကာရှန်ကိုရဲ့မြန်မာနိုင်ငံချစ်ကြည်ခီးစဉ်အတွင်းမှာစိုက်ပျိုးရေးစီးပွားရေးစေဝါထုတ်လုပ်ရေးလူသားအရင်းမြစ်နဲ့စာနာထောက်ထားမှုကိစ္စတွေအပါအဝင်ကဏ္ဍကြီးပေါင်းများစွာကို action plan အနေနဲ့ဒီသဘောတူညီမှုတွေဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်။2026-2028ပူးရဲလှုပ်ဆောင်မှုဆိုင်ရာဒီလုပ်ငန်းစဉ်တွေကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပြီးတော့
one on one action အနေနဲ့ one on one meeting အနေနဲ့လှုပ်ဆောင်သွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီမြန်မာနိုင်ငံခီးစဉ်အတွင်းနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နဲ့တွေ့ဆုံပြီးတော့ဘီလာရုစ်နဲ့မြန်မာနိုင်ငံရဲ့ကြားကယင်းနှိမ့်မြုပ်နှံမှုကုန်သွယ်မှုနောက်ပြီးတော့ကဏ္ဍပေါင်းစုံမှာအပြန်အလှန်အမိတဟပြုဖို့အပြန်အလှန်အကူအညီပြုဖို့တွေအပါအဝင်မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာသမ္မတဦးမင်းအောင်လှိုင်ဦးဆောင်တဲ့အစိုးရကတရားဝင်အစိုးရတရက်ဖြစ်တယ်ဆိုတာကိုတန်တမန်ခီးစဉ်တစ်ခုနဲ့ချပြပြီးတော့ကမ္ဘာအတိုင်းအဝိုင်းမှာကမ္ဘာနိုင်ငံရေးဇက်ခုံမှာနောက်ထပ်အတိမတ်ပြုမှုတစ်ခုကိုချပြလိုက်တာပဲဖြစ်ပါတယ်ဒါအပြင်ဘီလာရုစ်နဲ့မြန်မာနိုင်ငံနဲ့ဆက်လက်လှုပ်ဆောင်သွားမယ့်ကဏ္ဍတွေမှာစိုက်ပျိုးရေးကအဓိကကဏ္ဍအခန်းကဏ္ဍကပါဝင်မယ်ပညာရေးကဏ္ဍနဲ့စေဝါထုတ်လုပ်မှုကဏ္ဍတွေကအဓိကပါဝင်မှာဖြစ်ပါတယ်ဆိုတော့ဘီလာရုစ်သမ္မတကြီးရဲ့မြန်မာနိုင်ငံချစ်ကြည်ခီးစဉ်ဒါကဒုတိယမြောက်ခီးစဉ်အတွင်းဘာတွေထူးခြားသွားမလဲဘယ်လိုလုပ်ငန်းစဉ်တွေဆက်လက်လှုပ်ဆောင်သွားမလဲမြန်မာနိုင်ငံမှာဘယ်လိုရင်းနှီးမြှုပ်နှံမှုတွေလှုပ်ဆောင်သွားမလဲနဲ့ကျွန်တော်တို့ရဲ့ရေတူပလန်ရေရှိပလန်တွေအပါအဝင်အခုတွစ်ဆုံမှုတွေယာထားပလန်ရှိတဲ့တွေက2026 2028 joint action plan ကိုဘယ်လိုမျိုးအကောင့်တွေပေါ်သွားမလဲဆက်လက်ရေရှိကာလမှာရောအင်းတွေလှုပ်ဆောင်သွားမလဲဆိုတဲ့အချက်ကိုကျွန်တော်တို့မြင်တွေ့ကြရမှာဖြစ်ပါတယ်ဒါကမြန်မာနိုင်ငံအတွက်နိုင်ငံခေါင်းဆောင်တစ်ယောက်ရဲ့ခီးစဉ်တစ်ခုဖြစ်တယ်လို့မြန်မာနိုင်ငံအနေနဲ့လည်းကြည့်မယ်ဆိုရင်တန်ခင်းတမန်ခင်းအရာအင်မတန်အလေးနဲ့ထားစရာခီးစဉ်တစ်ခုဖြစ်ပါတယ်နိုင်ငံခေါင်းဆောင်တယောက်ရဲ့ခီးစဉ်တစ်ခုဖြစ်တဲ့အတွက်ဒါကအင်မတန်ကောင်းမွန်တဲ့ခီးစဉ်တစ်ခုဖြစ်တယ်နှစ်နိုင်ငံချစ်ကြည်ရေးပုံမှုအတွန်းရှည်စေဖို့အတွက်လည်းဆောင်ရွက်နိုင်မှာဖြစ်တယ်ဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဒါကြောင့်ဒီခီးစဉ်အတွက်နိုင်ငံတော်သမ္မတကြီးနဲ့အတူမြည်သည့်ပြည်ထောင်စုဝန်ကြီးတွေမြည်သည့်အစိုးရအဖွဲ့ဝင်တွေဘယ်လိုနေရာတွေဘယ်လိုပုံစံမျိုးတွေနဲ့ဘယ်လိုအကြောင်းအရာတွေဆွေးနွေးသွားမလဲဆိုတဲ့အသေးစိတ်တွေကိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်ဒီဘီလာရုစ်သမ္မတကြီးရဲ့ခီးစဉ်အတွင်းထူးခြားတဲ့ဖြစ်စဉ်တွေကိုလည်းထူးခြားတဲ့ကိစ္စတွေကိုလည်းကျွန်တော်အခြေအနေတစ်ပြေးညီဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒါကတော့နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ရဲ့သမ္မတတာဝန်ယူတဲ့ရက်တရာအတွင်းနိုင်ငံခေါင်းဆောင်တယောက်ထပ်မံလာရောက်လက်ပတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီရခိုင်ပြည်နယ်ရဲ့မြောက်ပိုင်းဘင်္ဂလားဒေ့ရှ်နဲ့နယ်စပ်အနီးမှာရှိနေတဲ့မောင်တော်ဒေသကို9လအကြာမှာလေကြောင်းတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်ပြုလုပ်လာပါတယ်။ဘာကြောင့်9လအကြာမှာလေကြောင်းတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်ပြုလုပ်ရသလဲဆိုတော့ပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာ29ရက်နေ့လောက်ကနခခခွန်နဲ့ငန်းချောင်းကျေးရွာအနီးလေကြောင်းတိုက်ခိုက်မှုပြီးတဲ့က2026ခုနှစ်ဇန်နဝါရီလဖေဖော်ဝါရီလမတ်လစပြီးတော့အခုဇွန်လအထိရခိုင်ပြည်နယ်မောင်တော်မြို့မှာလေကြောင်းတိုက်ခိုက်မှုတွေကမရှိသလောက်ဖြစ်နေခဲ့တာပါ။ပြောရမယ်ဆိုလေကြောင်းတိုက်ခိုက်မှုတွေမပြုတဲ့အတွက်ထုံးမြတ်နိုင်ဦးဆောင်တဲ့ဘေဘီလုံစီးပွားရေးဘေဘီလုံ group ကြီးကဘင်္ဂလားဒေ့ရှ်တက်နက်စိတ်ကန်းကနေနက်မြစ်ကိုကြော်ပြီးတော့မှောင်ခိုတွေတဲတယ်စားနေကစေဝါဆောက်လုပ်ရေးပစ္စည်းတွေနဲ့မျိုးစုံသောသူတို့ရဲ့ချီးပွားချမ်းသာမှုစီးပွားရေးလုပ်ငန်းစုကြီးတခုကိုတီထောင်ပြီးတော့မောင်တော်ကနေဘူးသီးတောင်ရသိတောင်ပုံနာကျွန်းကနေကြောက်တော်မြောက်ဦးလောက်ထိကိုဒီဝန်သမျှစီးပွားရေးလုပ်ငန်းတွေအားလုံးတည်ယူပို့ဆောင်ရေးလုပ်ငန်းတွေအားလုံးတည်ပြီးတော့အကုန်စီစီးသင်းမှုတွေအားလုံးကိုလုပ်ကိုင်နေတာဖြစ်ပါတယ်။သဘောကတော့မောင်တော်ဒေတာကစီရေးအရာချင်းချောင်းနိုင်ခြင်းမရှိတဲ့အတွက်ထွံ့မြတ်နိုင်တဲ့အပေါင်းပါတွေထွံ့မြတ်နိုင်တဲ့မိသားစုတွေထွံ့မြတ်နိုင်ရဲ့ရောက်ခမတွေအားလုံးကမောင်တော်ဒီကြောက်တော်လမ်းပိုင်းကသူတို့လွတ်လွတ်လပ်လပ်ပုံသွယ်လို့ရတဲ့အခြေအနေမျိုးရှိခဲ့တာပါဒီ9လအတွင်းထွံ့မြတ်နိုင်တဲ့အပေါင်းပါတွေရဲ့စီးပွားရေးလုပ်ငန်းတွေကတော်တော်ကြီးအောင်မြင်လာတယ်ဘေဘီလုံ group ဆိုပြီးတော့ရခိုင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ရဲ့စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုလုံးအဖြစ်ထူထူထောင်ထောင်ဖြစ်လာပြီးတော့ထွံ့မြတ်နိုင်ရဲ့ရောက်ခမနှင်းစာဖြူရဲ့အဖေစံကျော်လာကိုယ်တိုင်ရခိုင်ကုန်တယ်ကြီးများအသင်းရဲ့ဥက္ကဋ္ဌဖြစ်တာဝန်ယူပြီးတော့ရခိုင်ပြည်နယ်ကထွံ့မြတ်နိုင်ထိန်းချုပ်ထားတဲ့မြို့နယ်14မြို့နယ်ကိုလက်ဝဲကြီးအုပ်ထားခဲ့တာဖြစ်ပါတယ်အဓိကကတော့ပြည်နယ်မကွေးတိုင်းပဲခူးတိုင်းနဲ့ ARD အဆက်ကဒေသတွေမှာဘလောက်ပဲ LOC ဖြတ်တောက်ပင်လေအပြင်ကနေရေချောင်းခီးတွေကိုဘလောက်ပဲဖြတ်တောက်တက်နက်စိတ်ကန်းနဲ့ဒီပလက်ဝရဲ့အထိတ်မှာရှိနေတဲ့မီဇိုရမ်ဘက်ကနေ LOC လမ်းကြောင်းတွေကအကြမ်းဖက်သမားတွေရရှိနေတဲ့ထိန်းချုပ်နေတဲ့ဖြစ်တဲ့အတွက်ကုန်စည်စည်းစိမ်မှုတွေအားလုံးကိုကုန်သွယ်မှုတွေကိုလူသုံးပုံနဲ့စားနဲ့ရိတ်ခါတွေကတောက်လျှောက်ဝင်နေတာဖြစ်ပါတယ်ဒါကြောင့်လို့လေရခိုင်စစ်သွေးကြွတွေကအခုချိန်ထိအသက်ဆိုးရှည်နေပြီးတော့အရက်ခအစိုးရနဲ့လေကြီးအပေါင်းအာရင်တန်ပြောနေကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းအကျင့်ပြတ်ချစားမှုတွေနဲ့အတူနိုင်ငံရေးတည်မှန်မှုတွေကြောင့်အရက်ခအစိုးရဆိုတဲ့ခေါင်းစဉ်အောက်မှာပဲရခိုင်လူမျိုးတွေကအာဒုက္ခတွေအဖြစ်နဲ့အာရွက်တာနီလို့ပုံစံမျိုးဒုက္ခနဲ့ဒုက္ခပင်လည်းဝေနေကြပါတယ်ဆိုလိုရင်းကိုပြန်ဆက်ရရင်မောင်တော်မြို့ကိုတန်းတော်ကလေကြောင်းတိုက်ခိုက်မှုမပြုလုပ်ခဲ့တာ6လနီးပါးကြာပြီအခု9လအကြာမှာတော့ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေစတင်ပြုလုပ်လာတယ်ပြီးခဲ့တဲ့ဇွန်လ24ရက်နေ့ကမောင်တော်မြို့နာတာလာကျောင်းကရခိုင်စစ်သေးကြွတွေစကန်ချနေတဲ့နေရာကိုပထမဆုံးအကြိမ်လေကြောင်းတိုက်ခိုက်မှုစတင်ပြုလုပ်ခဲ့တယ်အဲဒီနောက်ဒီနေ့ဇွန်လ2ရက်နေ့ဇွန်လ1ရက်နေ့ညပိုင်းပေါ့17နာရီကျော်လောက်ကနေလေကြောင်းတိုက်ခိုက်မှုပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့တာကမောင်တော်မြို့ရဲ့အဝင်မြို့ဝင်မဟုတ်ဘူးနာခခ9မြို့စကြီးကျေးရွာအနီးနဲ့3မိုင်ပတ်ဝန်းကျင်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်ဇူလိုင်လ1ရက်နေ့မနက်ပိုင်းမှာလည်းဘူးသီးတောင်မှာရှိနေတဲ့စောက်က15ရဲ့ဘေးပတ်ဝန်းကျင်ကနေရာတွေရခိုင်စစ်သွေးကြောင့်နဲ့အပေါင်းပါတွေဝင်ရောက်နေထိုင်စကန်ချနေတယ်ဆိုတဲ့သတင်းကြားသိခဲ့ရတာကြောင့်တမတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်မနက်ပိုင်းမှာဘူးသီးတောင်ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတော့ညပိုင်းမှာဘူးသီးတောင်နဲ့မောင်တော်ကြားက3မိုင်တို့မြို့ဦးနေရာတွေမြို့စကြီးနေရာတွေကိုလေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့တယ်ဒီလိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်ရခိုင်စစ်သွေးကြောင့်နဲ့အပေါင်းပါတွေထိခိုက်ဒေဆုံးမှုများခဲ့ပါတယ်ညအချိန်မှာကျဲချတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်ရခိုင်စစ်သွေးကြောင့်နဲ့အပေါင်းပါတွေပြန်လည်ဝင်ရောက်နေထိုင်စကန်ချတဲ့အချိန်ကလဒီကလမောအိတ်နေတဲ့အချိန်ဘုံစံတွေကြာရောက်ပေါက်ခဲ့တာဖြစ်တဲ့အတွက်ရခိုင်စစ်သွေးကြွနဲ့အပေါင်းပါတွေကပစွန်စာ9စာဖြစ်ရုံကလွဲရင်ရုပ်ပြက်စင်းပြက်နဲ့အလောင်းတောင်လှလှပပမသိခွင့်မရတဲ့အခြေအနေမျိုးဖြစ်သွားပါတယ်တကယ်တော့နခခ9ဆိုတဲ့စကားကိုပြောလိုက်ရုံနဲ့
ရခိုင်လက်နက်ကိုင်တဲ့ပုံ AA နဲ့အပေါင်းပါတွေနခခ9ကိုဘယ်လောက်ထိဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ရတယ်လဲနခခ9မှာရှိနေတဲ့လေးတပ်ဖွဲ့ဝင်တွေနဲ့ဘူးတီတောင်မှာရှိနေတဲ့စခခ15လောက်ခံနေမြေကန်တရင်တပ်ဖွဲ့တွေဘယ်လောက်ထိတောင်းခံသွားခဲ့တယ်ဆိုတော့ဖြစ်ရဆိုးကြီးကိုလည်းကျွန်တော်တို့တတိယမိပါတယ်နောက်ဆုံးချိန်မှာတော့2025ခုနှစ်ဒီဇင်ဘာထဲမှာပဲမောင်တော်နခခ9မြို့တော်ရဲ့လုံခြုံရေးတပ်စခန်းတွေပြန်လည်ပေါင်းစည်းတဲ့အခြေအနေကနေနောက်ဆုံးမှာရခိုင်လက်နက်ကိုင်တဲ့ပုံ AA ရဲ့ LOC ဖြတ်တော်ပိတ်ဆို့မှုကြောင့်စားနပ်ရိက္ခာစေဝါနဲ့လိုအပ်ချက်အများပြားတွေကြောင့်လက်နက်ချခဲ့ရတယ်ဖန်စီထိန်းသိမ်းခံခဲ့ရတယ်အဲ့ဒီနောက်မောင်တော်နခခ9ကဖန်စီခံခဲ့ရတဲ့တပ်မတော်သားအရာရှိစစ်တီတွေလုံခြုံရေးတပ်ဖွဲ့ဝင်တွေအားလုံးကိုဘူးတီတောင်ကိုခေါ်ဆောင်ပြီးတော့စစ်တော်မှန်အနေနဲ့ဖန်စီပြီးကျွဲတွေနွားတွေကြောင်းခိုင်းတာမျိုးကူလီထန်းခိုင်းတာမျိုးလဲဆိုင်ခိုင်းတာမျိုးကနေတစ်ခုတ်ဝါခုံနဲ့ကျွဲတွေနွားတွေခိုင်းတယ်လို့မျိုးကိုရခိုင်စစ်သွေးကြွတွေကခိုင်းခဲ့ကြတာဖြစ်ပါတယ်ဆိုတော့ဘူးတီတောင်နဲ့မောင်တော်ဆိုတာကပကံနဲ့ညောင်ဦးလိုမျိုးမျက်နှာချင်းဆိုင်ရှိနေတဲ့မြို့တွေဖြစ်ပါတယ်ဘူးတီတောင်နဲ့မောင်တော်ကအနီးဆုံးမှာရှိနေတယ်မောင်တော်ကိုအခြေပြုပြီးတော့ဘူးတီတောင်မှာတထောင်ထားတယ်အဲ့ဒီနောက်ရသေးတောင်ပုံနာကျွန်းကနေကြောက်တော်မြောက်ဘက်မှာရှိနေတဲ့ပလက်ဝကနေလာနိုင်တာရှိတယ်လို့ကြောက်တော်နဲ့မြောက်ဦးကရခိုင်စစ်သွေးကြွတွေရဲ့အဓိကပင်မနေရာဖြစ်တယ်ဆိုတဲ့အချက်ကိုလည်းကျွန်တော်ကသတင်းတွေရရှိထားပါတယ်ဒါကြောင့် Nova တို့ Alpha တို့ Beta တို့စတဲ့ရခိုင်စစ်သွေးကြွတွေရဲ့ဌာနချုပ်တွေအားလုံးရဲ့ command post ကကြောက်တော်နဲ့မြောက်ဦးမှာရှိနေတယ်ဆိုတဲ့အချက်မျိုးဖြစ်ပါတယ်ဒါကြောင့်မလို့လည်းပြီးခဲ့တဲ့ဒီဇွန်လ18ရက်နေ့ကကြောက်တော်လေကြောင်းတိုက်ခိုက်မှုတွေအတွင်းထွန်းမြတ်နိုင်ဦးဆောင်တဲ့ Western Group ရဲ့ထောက်ပံ့မှုတွေဒီအကြမ်းဖက်သမားတွေကိုထောက်ပံ့ပြီးတော့စီးပွားရေးလုပ်ကိုင်နေကြတဲ့စီးပွားရေးသမားတွေရဲ့ကုန်တယ်တွေရဲ့ဂိုးတောင်တွေအဆောက်အအုံတွေနဲ့ဆိုင်ငန်းတွေမိလောင်ပျက်စီးခဲ့တာကိုကြည်ချင်းအပြင်ထွန်းမြတ်နိုင်တဲ့အပေါင်းပေါတွေကဘယ်လောက်ထိကြောက်တော်မှာစီးပွားရေးလုပ်ငန်းတွေကိုအခြေတကျလုပ်ကိုင်နေကြတယ်လဲဆိုတဲ့အချက်ကိုမြင်တွေ့ရပါတယ်ဒါကြောင့်မလို့တက်မတော်အနေနဲ့လည်းမောင်တော်ဘူးတီတောင်တကြောရခိုင်ပြည်နယ်နဲ့မြောက်ပိုင်းဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်ကနေရာတွေအလုံးကိုထပ်မံပုံရိပ်တိုက်ခိုက်သွားဖို့လိုပါတယ်အဓိကကတော့မောင်တော်ရဲ့မြောက်ပိုင်းမှာရှိနေတဲ့ဒီနယ်စပ်ကညင်ချောင်းစီးပွားရေးဆောင်ရှိတယ်အဲ့ဒီအထက်မှာဆိုလို့ရှိရင်အလဲတန်ကျော်ရှိမယ်အောက်ဘက်ကိုလာမယ်ဆိုလို့ရှိရင်ကြောက်ပနူတို့ပင်လယ်ဝဘက်ကိုလာတဲ့လမ်းကြောင်းတွေရှိတယ်ဒီနေရာတွေမှာရခိုင်စစ်သွေးကြောင့်နဲ့အပေါင်းပါတွေဆက်လက်ဖြန့်ကျက်ပြီးတော့လှုပ်ရှားနေကြဆဲဖြစ်ပါတယ်အဓိကဘယ်မှာလမ်းကြောင်းကြီးကတော့တက်ကနက်စိတ်ကန်းနဲ့ညနေချင်းဆန်ရှိတဲ့မောင်တော်မြို့နယ်မှာရှိတဲ့စိတ်ကန်းဖြစ်ပါတယ်ဒီစိတ်ကန်းကိုရခိုင်စစ်သွေးကြောင့်နဲ့အပေါင်းပါတွေကဒီနေ့ဒီချိန်ထိထိန်းချုပ်ထားဆဲဖြစ်ပါတယ်မြေကလေးသာချားတဲ့အခြေအနေမျိုးမှာတက်မတော်ကမောင်တော်မြို့နယ်ဆက်နက်မြစ်တဲကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ရမှာလေစိန်ခေါ်မှုတွေရှိနေတဲ့သဘောမျိုးဖြစ်ပါတယ်ဒါအပြင်တခြားသောစစ်ရေးလိုအပ်ချက်တွေစစ်ရေးအစီအမံတွေနဲ့ဂိုင်းတပ်ပုံလိုအရာတွေလိုအပ်နေတာကြောင့်ရခိုင်စစ်သွေးကြွတွေကနေဆက်စီးမြင့်ကိုအကာအကွယ်ယူပြီးတော့တရားမဝင်မှောင်ခိုတွေတရားမဝင်ကုန်စည်စီးဆင်းမှုတွေနဲ့တရားမဝင်ကုန်သွယ်မှုတွေကိုအတားအဆီးမရှိအဟန့်အတားမရှိလုပ်ကင်နေကြတာဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးမှာပဲဒီဘူးတီတောင်နဲ့မောင်တော်က9လအတွင်းလွတ်လွတ်လပ်လပ်မှောင်ခိုလုပ်ငန်းတွေနဲ့ကြွယ်ဝချမ်းသာလာတယ်မောင်တော်မြို့မှာလည်းထုံးမြတ်နိုင်ဦးဆောင်တဲ့ဒီ Western Group ကအဖွဲ့တွေနဲ့ထုံးမြတ်နိုင်ဦးဆောင်တဲ့ရခိုင်စစ်သွေးကြွနဲ့အပေါင်းပါတွေအကြမ်းဖက်အားပေးတွေနဲ့ထောက်ပို့တွေကကြောက်တော်တို့မြောက်ဦးတို့မင်းပြားတို့ကနေနောက်ဆုံးမှာအခုမောင်တော်အတီကိုလာရောက်အခြေချပြီးတော့ဘင်္ဂလီတွေဒီဘာသာကြားတွေနေအိမ်တွေမှာဝင်ရောက်နေထိုင်အပိုင်စီးပြီးတော့စီးပွားရေးလုပ်ငန်းတွေလာရောက်လုပ်ကိုင်နေကြတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်လက်ရှိအချိန်မှာတော့ဒီမောင်တော်တို့ဘူးတီတောင်တို့မှာမွတ်စလင်ဘာသာဝင်ဘင်္ဂလီတွေအနေငယ်သာရှိကြပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဒေသကိုရခိုင်လက်နက်ကိုင်တဲ့ပုံ AA ကထိန်းချုပ်ပြီးတဲ့နောက်မွတ်စလင်တွေဘင်္ဂလီတွေကိုနိုင်တဲ့စီးနေပြူတာတွေလည်းရှိတယ်။လူမျိုးတုံးတပ်ဖြတ်မှုတွေဂျီနိုဆိုက်တွေစစ်ရာဇဝတ်မှုတွေအများပြားကျူးလွန်နေတာတွေလည်းရှိတယ်လို့လူမျိုးရေးအရာအနိုင်ကျဖိနေပြီးတော့ပြုလုပ်လျက်ရှိပါတယ်။ဒါကြောင့်မလို့ဘူးတီတောင်မောင်တော်တို့ကြောမှာထုံးမြတ်နိုင်တဲ့အပေါင်းပါတွေရခိုင်စစ်သွေးကြောနဲ့နှီးစပ်တဲ့သူတွေသာလက်ဝဲကြီးအုပ်ချဲလေပြီးတော့တခြားသောနေရာဒေသအသီးသီးကနေမောင်တော်မှာလာရောက်အခြေချတယ်။ဘူးတီတောင်မှာတထောင်နာကြတယ်။အဲဒီနောက်ကြောက်တော်နဲ့မြောက်ဦးမှာစီးပွားရေးလုပ်ငန်းစုကြီးရဲ့စုံမဲ့တစ်ခုဖြစ်လာတာဖြစ်ပါတယ်။ဒါကြောင့်တက်မတော်အနေနဲ့ထပ်မံပြီးတော့မောင်တော်မြို့ကိုပုံကျတိုက်ခိုက်ဖို့လိုပါသေးတယ်။မောင်တော်နဲ့ပတ်ချတဲ့လမ်းပိုင်းမှာမောင်တော်နဲ့ဘူးတီတောင်လမ်းပိုင်းမောင်တော်နဲ့တောင်ပြလက်ဝဲလမ်းပိုင်းမောင်တော်ရဲ့မြောက်ဘက်ခြမ်းလမ်းပိုင်းမောင်တော်ရဲ့တောင်ဘက်အောက်မှာရှိနေတဲ့ကြောက်ပနူဒီနခါခွန်ကျိန်ချောင်းစတဲ့နေရာတွေအားလုံးကိုမျက်ခြေမပြတ်ကင်းထောက်ပစ်ခတ်ရှင်းလင်းမှုလိုပါတယ်။တက်မတော်ရင်အုပ်စုတွေအနေနဲ့လည်းလက်နက်ကြီးမိတဲ့လက်တကန်းကနေရခိုင်ကမ်းရိုးတန်းတစ်လျှောက်အချိန်လုံးကတက်မတော်ရင်နေကြားတော့တက်စကန်တွေရှိခဲ့တဲ့တကြောစစ်တွေမျိုးရဲ့အနောက်ဘက်စစ်တွေမျိုးရဲ့မြောက်ဘက်မှာရှိနေတဲ့ကမ်းရိုးတန်းတစ်ကြောမှာရခိုင်စစ်သွေးကြောနဲ့အပေါင်းပါတွေစကန်ကျွတ်စုဖွဲ့ထားစေဖြစ်ပါတယ်။ဒီလိုအချိန်ဒီလိုနေရာတွေမှာရခိုင်စစ်သွေးကြောနဲ့အပေါင်းပါတွေကတက်မတော်ကတင်ဆေးသွားတဲ့ speed boat တွေရခိုင်စစ်သွေးကြွတွေနဲ့ထောက်ပံ့တွေရဲ့ငါးဖမ်းတွေကိုအသုံးပြုပြီးတော့ရခိုင်စစ်သွေးကြွအလံတစ်ထောင်ထောင်နဲ့နက်မြင့်မှာကူးကြည့်တန်းကြီးနဲ့မိုက်ကြီးခွဲဟန်ရေးပြနေပါတယ်။ဒါတွေကိုလည်းတက်မတော်ကပြစ်ခတ်သွားဖို့လိုပါတယ်။တက်မတော်ရေအနေနဲ့ဒီရခိုင်ကမ်းရိုးတန်းတစ်လျှောက်ကရခိုင်စစ်သွေးကြွတွေရဲ့စုဖွဲ့နေရာတွေစကန်တွေရခိုင်ရှိခဲ့တဲ့ဒီနေကြားဆောင်တက်စကန်တွေရဲ့ဌာနချုပ်နေရာတွေကင်းစကန်တွေကိုမျက်ခြေမပြတ်ကင်းထောက်ပြီးတော့ကြိုတင်လက်ဦးမှုပြစ်ခတ်ဖို့လိုပါတယ်။အကြမ်းဖက်သမားတွေကတက်မတော်ရဲ့နေကြားဆောင်တက်စကန်တွေဌာနချုပ်တွေရောတပ်ရင်းကြီးတွေရောကင်းစကန်တွေမှာရောအမွေရထားသလိုပုံစံမျိုးနဲ့ဝင်ရောက်နေတဲ့စကန်ရနေကြတာဖြစ်ပါတယ်။ဒါကြောင့်ပြီးခဲ့တဲ့ရက်ကဒီမောင်တော်နာတာလာကြောင့်ဘုံကျဲတိုက်ခိုက်မှုလိုမျိုးဇူလိုင်လ1ရက်နေ့ကဘူးတီတောင်စကား15ဘုံကျဲတိုက်ခိုက်မှုလိုမျိုးဒီနေ့မောင်တော်ဘုံကျဲတိုက်ခိုက်မှုကိုပြန်ကြည့်ရင်လည်းမောင်တော်မြို့မှာကျိုးစိုးပါပြီးဆိုင်းဘုတ်အဲ့ဒီနောက်3မိုင်ဝန်းကျင်အဲ့ဒီနောက်နာခခကဒီပတ်ဝန်းကျင်တွေကိုဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီနေရာမှာပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလကလက်လွတ်ခဲ့ရတဲ့နာခခကအခုဘာဖြစ်နေတယ်လဲဆိုရင်ရခိုင်စစ်သွေးကြွနေအပေါင်းပါတွေကမောင်တော်နာခခ9ကိုသူတို့ရဲ့အောင်မြင်တစ်ခုအနေနဲ့တတ်မှတ်ပြီးတော့သူတို့ဒီမြေအောက်ကျင်းတွေတူပြီးတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ပြယုံနဲ့ဝါဒဖြန့်တာတွေရခိုင်စစ်သွေးကြွအမာခံတွေနဲ့ကေတာတွေကိုတင်နန်းပေးနေတဲ့နေရာတစ်ခုဖြစ်ရှိနေတယ်လို့ဆိုပါတယ်။မောင်တော်နာခခ9မှာတိုက်ပွဲတွေပျက်စီးသွားတဲ့အဆောက်အဦတွေကိုတော့ရခိုင်စစ်သွေးကြွနဲ့အပေါင်းပါတွေကဒီတိုင်းဖြစ်ထားကြပေမဲ့တချို့သောအဆောက်အဦတွေမှာ
ဝင်ရောက်နေထိုင်စကန်ချပြီးတော့လာခ9စကန်ကြီးတစ်ခုလုံးကိုအမွေရထားသလိုမျိုးလုပ်ချင်တယ်လို့လုပ်နေကြတယ်ဒါအပြင်မောင်တော်နဲ့ဘူးတီတောင်လမ်းပိုင်းမှာလည်းကင်းစကန်တွေချပြီးတော့ရခိုင်စစ်သွေးကြွရဲ့ဒီလုံခြုံရေးအကြောင်းပြချက် DLF အဖွဲ့တွေနဲ့ AA Uniform ဝတ်ထားတဲ့အဖွဲ့တွေကစက်ကြီးကောက်တဲ့ဂိတ်တွေတောက်လျှောက်ဖွင့်ထားပါတယ်ဒါကြောင့်မလို့လာခ9နဲ့မိဘဝင်ချင်းဒေသတွေမောင်တော်နဲ့ဘူးတီတောင်ဒေသတွေကတော့ရခိုင်စစ်သွေးကြွနဲ့အပေါင်းပါတွေရဲ့စီးပွားရေးအရာရေးတောင်းမြဖြစ်ပါတယ်စစ်ရေးအရာရေတောင်းမြစ်စစ်ရေးအရာအဓိကဌာနချုပ်ဖြစ်တဲ့နေရာကကြောက်တော်နဲ့မင်းများဖြစ်တယ်ဆိုရင်ကြောက်တော်နဲ့မြောက်ဦးဖြစ်တယ်ဆိုရင်ရခိုင်စစ်သွေးကြွတွေအတွက်စီးပွားရေးအရာနောက်ဆုံးအဓိကပင်မအရင်မြစ်ရေတောင်းမြစ်ကြီးကမောင်တော်ဖြစ်ပါတယ်။ဒါကြောင့်မောင်တော်နဲ့ပုံနာကျွန်းလမ်းပိုင်းကို practice ဆင်ပြီးတော့ဒီလမ်းပိုင်းကိုမျက်ခြေမပြတ်နေညံမပြတ်ကြုံရင်ကြုံသလိုမကြုံကြုံအောင်သွားပြီးတော့ပုံကျဲတိုက်ခိုက်ဖို့လိုသလိုဘူးတိတောင်နဲ့ရတိတောင်လမ်းပိုင်းရတိတောင်မှာဆိုလို့ရှိရင်ထွန်းရဝေကျွော်နဲ့ဘေးပတ်ဝန်းကျင်တွေကရခိုင်စစ်သွေးကြွအများပြားရဲ့အမှားကနေရာတွေဖြစ်ပါတယ်။ဒီနေရာတွေကိုလည်းမြေလံရှင်းလင်းကြိုတင်ကင်းထောက်တိုက်ခိုက်သွားဖို့လိုပါတယ်။အကြမ်းဖက်သမားတွေရှိလို့ဆိုပြီးတော့ဝေခွဲမရဖြစ်နေစေရတော့မလိုပါဘူး။ထုံးမြနိုင်ထိန်းချုပ်မှုအောက်မှာပျော်ပါပြီးတော့ဘဝကြီးတစ်ခုထင်နေကြတဲ့အကြမ်းဖက်သမားတွေနဲ့ရခိုင်စစ်သွေးကြွတွေကခွဲခြားလို့မရတဲ့အခြေအနေမျိုးတွေအထိအခုပျော်ရွှင်နေကြပါတယ်။အာရခအစိုးရဆိုပြီးတော့သူတို့ကိုယ်တိုင်ရခိုင်ပြည်နယ်လွတ်လပ်ရေးရတယ်ထင်နေကြတဲ့စစ်သွေးကြွနဲ့အပေါင်းပါတွေကိုတော့တမတော်ကမှတ်လောက်သားလောက်အောင်ဆုံးမပဲ့ပြင်ပေးရမှာဖြစ်ပါတယ်။ဆုံးမသိရင်ဆုံးမရမယ်ဘုံကျဲသိရင်ဘုံကျဲရမယ်ဆိုတဲ့အခြေအနေမျိုးမှာအခုမောင်တော်ကို9လအကြာမှာဘုံကျဲလာတာဖြစ်ပါတယ်။ဒီထက်ပိုပြီးတော့လေရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေကြောကိုပြင်းထန်တဲ့ဒီကြောင်တိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်သွားဖို့လိုပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်နှစ်ကုန်ပိုင်းကနေအခု2026ခုနှစ်ဒီ6လပိုင်းက9လပိုင်းနီးပါးအထိကြောက်တော်မြောက်ဦးမင်းများတကြောကတော့တမတော်ရဲ့ဘုံကျဲရှင်းလင်းမှုတွေကြောင့်ရခိုင်စစ်သွေးကြွနဲ့အပေါင်းပါတွေတော်တော်လေးဒီအင်အားပြုံးနေမှုတွေထိခိုက်ဒေဆုံးမှုတွေရရှိပြီးရှိခဲ့ပါတယ်။ကြောက်တော်မြောက်ဦးဘေးပတ်ဝန်းကျင်ကဒီကြောင်တိုက်ခိုက်မှုတွေမှာတော်တော်လေးဒေဆုံးမှုတွေရှိခဲ့ပါတယ်။ဒါကစစ်ရေးအရာအကြမ်းဖက်သမားတွေရဲ့စစ်သွေးကြွတွေကိုချိန်မုံနိုင်ခဲ့တာဖြစ်ပြီးတော့နောက်တက်ဆက်လက်ချိန်မုံရမှာစီးပွားရေးကဏ္ဍအကြမ်းဖက်သမားတွေရဲ့ကုန်သွယ်မှု logistics လမ်းကြောင်းကိုထောက်ပံ့အုပ်ချုပ်ရေးလမ်းကြောင်းကိုဖျက်တောက်နိုင်ရမှာဖြစ်ပါတယ်။ဒါကြောင့်မောင်တော်ဒေတာတကြောကို9လနီးပါးပြစ်ထားခဲ့ပြီးတော့အခုတက်မှန်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာတယ်။ဒီထက်ပိုပြီးတော့လည်းပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်သွားဖို့လိုအပ်နေသေးတယ်ဆိုတဲ့သတင်းကိုချိတ်ဆက်ပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့တမတော်ကဒီတကိုင်းတိုင်းရဲ့အထက်ပိုင်းအင်းတော်ကတာမော်လူကနေမြကြီးနားလမ်းပိုင်းကိုပြီးခဲ့တဲ့ဇွန်လထဲမှာထိန်းချုပ်နိုင်ခဲ့တယ်။ဒီ AR မြစ်အရှိဘက်ချမ်းကိုပြန်ကျင်းတော့လာဘခါကနေစပြီးတော့မတရားစင်ကိုတပိတ်ချင်းထိကျက်တကောင်းအဲ့ဒီတော့အရှိပိုင်းမှာပြန်ကျင်းရင်လည်းငါအိုးရှိကိုလမ်းပိုင်းကိုထိန်းချုပ်ထားပြီးဖြစ်တယ်။အင်းတော်ကိုထိန်းချုပ်ပြီးတဲ့တမတော်စစ်ကြောင်းတွေကအခုအင်းတော်ရဲ့အောက်ဘက်မှာရှိနေတဲ့ဆက်လက်နေမီရှင်းလေးတွေဆောင်ရွက်လာတာဖြစ်ပါတယ်။အင်းတော်ကနေအောက်ကိုဆက်လာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဝင်းတို့ကောလင်းနယ်ကိုရောက်မှာဖြစ်ပါတယ်။ဒါပေမဲ့ရွှေဘုံမြကြီးနားလမ်းကြီးရဲ့အတွင်းဘက်မှာရှိနေတဲ့ဝင်းတို့ကောလင်းကိုမရောက်ခင်အင်းတော်ကနေအောက်မှာဆက်လာမယ်ဆိုလို့ရှိရင်တော့ဒီဒေသကိုရောက်မှာဖြစ်ပါတယ်။မဲသာဒေသကဒီရွာစင်လဲများတယ်အင်ဂျီလဲများတယ်အကြမ်းဖက်သမားတွေအများဆုံးဝင်ရောက်နေထိုင်ရလဲဖြစ်တယ်လို့ဗမောင်းနဲ့ဝင်းသူကောလင်းလမ်းပိုင်းကိုထိန်းချုပ်ထားတဲ့ဆက်သွယ်ထားတဲ့လမ်းပိုင်းပေါ်မှာလည်းရှိနေပါတယ်ဆိုတော့ဒီရက်ပိုင်းဒီမှာတမတော်စစ်ကြောင်းတွေကအင်းတော်ကနေမဲသာဘက်ကိုစစ်ကြောင်းထုတ်နေပြီးရှင်းလင်းတာတွေပြုလုပ်လာပါတယ်မဲသာရွာကြီးကိုထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်တော့အောက်မှာရှိနေတဲ့ကြေးရွာတွေအခုမှဝင်းသူနဲ့ကောလင်းရဲ့အဝင်ဝအသက်ရှူပေါလို့ခေါ်လို့ရတဲ့ကြောက်တန်းလမ်းစုံကိုလည်းထိန်းချုပ်နိုင်မှာဖြစ်ပါတယ်ဒီလိုထိန်းချုပ်လိုက်မယ်ဆိုရင်တော့အတွင်းဘက်မှာရှိနေတဲ့ဝင်းသူကောလင်းဝင်းသူကောလင်းရဲ့အထက်မှာရှိနေတဲ့နန်ခမ်းတိုက်နယ်ဒေသတွေကိုဆက်လက်ထိန်းချုပ်သွားနိုင်မှာဖြစ်ပါတယ်အခုတော့မဲသာဒေတာကိုတမတော်ကတော်နေရှင်းလင်းတာတွေစတင်ပြုလုပ်နေပြီဆိုတဲ့သတင်းတွေကြားသိရတာကြောင့်အကြမ်းဖက်သမားတွေကြောက်လန့်နေကြပြေးတဲ့သူကပြေးអော်တဲ့သူကအော်ယူနီဖောင်းတွေထားပြီးတော့ပုံတဲ့သူကပုံလက်နဲ့ချပြီးအလင်းဝင်မှုပြင်တဲ့သူကပြင်တဲ့ကလတိုက်ကြားကြိုက်ခံရတဲ့အခြေအနေမျိုးဖြစ်နေတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။ဒါကြောင့်တမတော်ကဒီအင်းတော်ဒေတာကိုထိန်းချုပ်ပြီးတော့နေမီရှင်းလေးဆောင်ရွက်နေတာကဇွန်လတက်လာလုံးမှာပဲအခုဇွန်လလကစပြီးတော့မဲသာတကြောတန်ဖိုတကြောနောင်ငံတကြောကိုပတ်ဝန်းကျင်တွေကိုနေမီရှင်းလေးတွေဆက်လက်ဆောင်ရွက်နေပါတယ်အခုမဲသာဒေတာကို UTB စစ်ကြောင်းထိုးနေတာဖြစ်တဲ့အတွက်အကြမ်းဖက်သမားတွေကခံစစ်ပြင်းတဲ့အဖွဲ့တွေပြင်းနေထွက်ပြေးတဲ့အဖွဲ့တွေပြင်ဆင်နေထွက်ပြေးတဲ့အဖွဲ့တွေရှိနေပါတယ်ဒီအဖွဲ့တွေရှိနေတဲ့ထဲကမှခံစစ်ပြင်းနေတဲ့အဖွဲ့တွေကိုတော့တမတော်ကဆက်လက်တိုက်ခိုက်ချင်းမုံသွားမှာဖြစ်ပြီးအောက်မှာရှိနေတဲ့ဒီရေဦးခင်ဦးတစောကနေရွှေဘိုထီကိုချိတ်ဆက်နိုင်ရတဲ့ဆက်လက်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်ဆိုတော့စကိုင်းတိုင်းရဲ့အထက်ပိုင်းကိုတော့တမတော်ကထိန်းချုပ်ထားပြီးဖြစ်တယ်စကိုင်းတိုင်းရဲ့အလယ်ပိုင်းဖြစ်တဲ့အင်းတော်နဲ့ဒီရွှေဘိုလမ်းပိုင်းကြားမှာဆိုလို့ရှိရင်တော့ကျွန်တော်ကမ်ဘလို့ရှိမယ်ကောလင်းရှိမယ်စပင်းနန်သာစစ်သေးဂိတ်တွေရှိမယ်အောက်မှာဆိုလို့ရှိရင်ဒီကျွန်တော်ရေဦးခင်ကိုလမ်းပိုင်းတွေရှိမယ်ဒီနေရာတွေကိုတော့ဆက်လက်ထိန်းချုပ်ရမှာဖြစ်ပါတယ်အခုတမတော်ကထိန်းချုပ်ထားတဲ့အင်းတော်နဲ့ရွှေဘိုတကြောမှာဆိုရင်ကမ်ဘလူမှာတမတော်နဲ့ပြည်သူ့စစ်အဖွဲ့တွေချုပ်ထိန်းချုပ်ထားတယ်ကျောင်းသားတကြောမှာထိန်းချုပ်ထားတယ်အောက်မှာကျန်ရှိနေတဲ့ဒဇယ်ရေဦးခင်ဦးမှာတော့အကြမ်းဖက်သမားတွေအများကြီးထိန်းချုပ်ထားတယ်ဒါကြောင့်ရွှေဘုံမြကြီးနားလမ်းပိုင်းမှာအပိုင်းလိုက်ထိန်းချုပ်ထားတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဒါကြောင့်တမတော်ရဲ့စစ်များဦးကနှစ်ဖက်မျှပြီးတော့စစ်ရေးပေါ်ဆောင်နေရတဲ့အခြေအနေမျိုးဖြစ်တယ်မဲသာဒေတာကသမကမဲသာရဲ့အနောက်ဘက်မှာရှိနေတဲ့ဗမော်ကောလင်းလမ်းပိုင်းဗမော်နဲ့နန်ခမ်းဗမောက်နဲ့နန်ခမ်းလမ်းပိုင်းတွေကိုလည်းဆက်လက်နေမီရှင်းလေးဆောင်ရွက်သွားဖို့လိုပါတယ်ဗမောက်ရဲ့အရှိတောင်ဘက်လောက်မှာရှိနေတဲ့ရွှေကြောတွေမှာကချင်လက်နက်ကိုင်တွေ KIA နဲ့အပေါင်းပါတွေစကိုင်းနဲ့အထက်ပိုင်းကစစ်ဒေတာတဲ့လောက်ခံဘုံဂျူ PDF တွေအင်းတော်ကတာမော်လူက PDF တွေစစ်ဆောင်ပြီးတော့လာရောက်ရွှေခိုးတူးနေကြတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်ဒါကြောင့်မလို့ဂျိုင်ရိုကော်ပတာပါရာမော်တာတွေနဲ့ပဲဖြစ်ဖြစ်ကင်းထောက်တာမျိုးလေကြောင်းတိုက်ခိုက်မှုပြုလုပ်ရင်းနဲ့ပဲလမ်းကြုံကြန့်ရှိနေတဲ့ဘုံဒီလေးတွေကိုရွှေခိုးတူးနေတဲ့နေရာတွေကိုလက်ဆောင်ပေးခဲ့တာမျိုးဖြစ်ဖြစ်ပြရတိုက်ခိုက်သွားဖို့လိုအပ်နေပါသေးတယ်အဆိုရင်တော့အခုတော့တမတော်ကအင်းတော်တကြောကိုနေမီရှင်းလေးဆောင်ရွက်ပြီးတော့မဲစာကိုဆက်လက်နေမီရှင်းလေးဆောင်ရွက်သွားမှာဖြစ်ပြီး
အောက်ဘက်မှာရှိနေတဲ့လမ်းပိုင်းကိုထိန်းချုပ်ရေးဆောင်ရွက်သွားမှာဖြစ်တယ်အကြမ်းဖက်သမားတွေကလည်းစစ်သွေးကြွပြီးတော့လက်နက်ကန်ရတဲ့အရာသားနဲ့ဒီလမ်းပိုင်းကစက်ကြီးကောက်ပြီးကြော်ဝါချမ်းသာနေတဲ့ဆိုတဲ့အခြေအနေကြောင့်ဒီလမ်းပိုင်းတွေကိုဆက်လက်ထိန်းချုပ်နိုင်ရေးအတွက်တမတော်ကိုဟန်တာနောက်ဆက်နေဦးမှာဖြစ်ပါတယ်တမတော်ကထိန်းချုပ်ထားတဲ့လမ်းပိုင်းစပယ်နန်တာတို့ဒီမြေမွန်လမ်းပိုင်းတွေမှာတော့အကြမ်းဖက်သမားတွေရဲ့ကွင်းလန်းနေနဲ့ကြော်ဝါချမ်းသာနေစေဖြစ်တဲ့အတွက်အကြမ်းဖက်သမားတွေကိုစက်ကြီးပေးပြီးသွားလာနေတဲ့ရင်အုံနာတွေကားသမားတွေနဲ့ကုန်သည်တွေကတော့ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေမပြတ်ချင်ရင်တော့အကြမ်းဖက်တွေနဲ့ပေးကံပြီးသွားလာနေတာတွေကိုတတိထားဖို့လိုတယ်အကြမ်းဖက်သမားတွေထိန်းချုပ်ထားတဲ့ဒေသတွေကိုသွားလာတာတွေကိုတော့စဉ်းစားဆင်ခြင်ဉာဏ်ရှိစွာနဲ့ကုန်သွယ်မှုပြုလုပ်ဖို့လိုတယ်ဆိုတဲ့အချက်လေးကိုဒီနေရာကနေဖြည့်ဆွတ်တင်ဆက်ပေးလိုပါတယ်။ဘာကြောင့်လဲဆိုတော့အကြမ်းဖက်သမားတွေကိုပေးကံပြီးသွားလာနေတဲ့ကွင်းလန်းတွေကိုကျွန်တော်ဆက်လက်ရှင်းလင်းသွားမှရှိတယ်ဆိုတဲ့စီမံချက်ရှိထားပြီးဖြစ်ပါတယ်။အားကြောင့်ကွင်းလန်းတွေတောလန်းတွေချောင်းကူးလန်းတွေကနေသားလွှာနေတဲ့ကားတွေကုန်သည်တွေအုံနာတွေပတ်စံတွေကို10သားလောက်ရနေတယ်ဆိုပြီးတော့အကြမ်းဖက်သမားတွေနဲ့အတူစီးပွားရေးလုပ်နေကြတဲ့သူတွေအတွက်ကတော့စဉ်းစားဆင်ခြင်ရမယ့်အချက်တစ်ခုရောက်လာပြီဖြစ်ပါတယ်။တမတော်ကရှင်းလင်းကံမှတမတော်ကဘုံကျဲကံမှအပြစ်မဲ့အရက်သားတွေရဲ့ကားတွေတို့ခရီးသွားတွေရဲ့ကားတွေမိလောင်ပျက်စီးပါတယ်ဆိုပြီးမျက်ရည်ချူလို့တော့မရဘူးဖြစ်ပါတယ်။အကြမ်းဖက်တွေဖောက်ထားတဲ့ကွင်းလန်းတွေကိုသွားပြီးပတ်စံရှာမယ်ဆိုရင်တော့ရွေးစရာ2လမ်းပဲရှိပါတယ်။အသိခံမလားအသက်ရှင်မလားဆိုတဲ့အခြေအနေမျိုးပဲဖြစ်ပါတယ်။ဒါကတော့ဒီအကြမ်းဖက်တွေနဲ့အတူစီးပွားရေးလုပ်နေကြတဲ့သူတွေနဲ့ပတ်သက်တဲ့သတင်းလေးကိုမြစ်တာစကားပါလိုက်တာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့မန္တလေးခေါင်းဝင်စိတ်ကနေချီတက်လာတဲ့တမတော်ရင်အုပ်စုကြီးကဗမော်ကိုသွားမလားလို့စောင့်နေရင်းနဲ့ပဲစစ်ရင်အုပ်စုကြီး20ကျော်30နီးပါးကအခု AR မြစ်ကနေပြန်ပြီးတော့စုံပြီးတော့ဆင်းလာပါတယ်။ခေါင်းဝင်စိတ်ကနေစုံဆင်းလာတဲ့တမတော်ရင်အုပ်စုဒီတင်မောကြီး26ဆင်းနဲ့တိုက်ခိုက်ရေးကော်ပတ်2ဆင်းစုစုပေါင်း28ဆင်းကဒီနေ့ဇူလိုင်လ2ရက်နေ့မှာညံစိတ်ဒီမြေတင်စိတ်ကန်းကိုလာရောက်စိုက်ကတ်ထားတယ်လို့သိရပါတယ်။ဒါကတော့ဒီရင်အုပ်စုကြီးအထက်ကိုပဲတက်အောက်ကိုပဲဆင်းဘယ်နေရာမှာပဲရန်နာဒီသတင်းတွေကတော့ကျွန်တော်ဖုံးကွယ်လို့မရပါဘူးကျွန်တော်တို့ကဘယ်နေရာကိုရောက်နေပါပြီလို့မဖော်ပြလဲဒီဒုနယ်တွေနဲ့သွားလာနေတဲ့ရင်အုပ်စုကြီးတွေရဲ့သတင်းကအကြမ်းဖက်အားပေးမီဒီယာတွေနဲ့အကြမ်းဖက်သမားတွေကအချိန်နဲ့တပြေးညီဘယ်နေ့ဘယ်နိုင်မှာဘယ်ရွာကိုကြော်သွားပါပြီလို့ဘယ်နေရာမှာကြောက်ချရန်နာထားပါတယ်လို့ဖော်ပြနေကြတာဖြစ်ပါတယ်ဆိုတော့ဗမော်ကိုစံတက်မလားဆိုပြီးအကြမ်းဖက်သမားတွေတက်တော့ရိုက်ခံစစ်တွေပြင်တက်တော့ရိုက်ပြီးဖွဲ့စည်းပုံတွေပြင်တက်တော့ရိုက်ပြီး AR မြစ်ကိုပြစ်ကွင်းတွေပြင်ဆင်နေတဲ့အချိန်မှာပဲအခုရင်အုပ်စုကြီးကတော့ AR မြစ်ကိုစံမတက်ဖဲနဲ့အခု AR မြစ်ကိုစုံဆင်းလာပြီးတော့မြင်းကြံကိုလာရောက်စိုက်ကတ်နေပြီဖြစ်ပါတယ်မြင်းကြံကိုလာရောက်စိုက်ကတ်ပြီးတဲ့နောက်ဘာတွေကိုဆက်ဖြစ်သွားမလဲမြင်းကြံကနေဘယ်ကိုဆက်ပြီးတော့စုံဆင်းလာမလဲဆိုတဲ့အခြေအနေကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါကဘယ်ဒေသတွေမှာစစ်ရေးပြတ်မှတ်ဖြစ်လာတယ်လဲဆိုတဲ့အချက်ကိုကျွန်တော်တို့နောက်ရက်တွေမှာတော့ဖော်ပြပေးလို့ရမယ်ထင်ပါတယ်အရှိချိန်မှာတော့တမတော်ရင်အုပ်စုကြီးဘယ်ကိုသွားမလဲဆိုတာလေးကိုပဲဘယ်ကိုရောက်နေတယ်လဲဆိုတာလေးကိုပဲကျွန်တော်တို့ဖော်ပြလို့ရပါအောင်မယ်တိတာတဲ့စစ်ရေးလှုပ်ရှားမှုတွေတိတာတဲ့နေမြေရှင်းမှုတွေကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်ဆိုတဲ့သတင်းတွေကိုတော့ကျွန်တော်ကနေဦးလေးပါလိုက်ကြပါတယ်ဒါကြောင့်အညာဒေသမှာရှိနေတဲ့မြင်းရံတောင်သားနဲ့ထိုးကြီးကြောက်ပရောင်းပကံညောင်ဦးမြစ်ချေနဲ့ငစုံငတယောက်ဒေသကအညာသားတောသားတွေအတွက်ကတော့အိမ်မဆိုးတွေဖြစ်လာမလားဒါမှမဟုတ်ဘယ်ဒေသကအညာသားတောသားတွေအတွက်အိမ်မဆိုးတွေတခုဖြစ်လာမလဲဆိုတာကိုဆက်ပြီးတော့စောင့်ကြည့်သွားရအောင်မှာဖြစ်ပါတယ်ခေါင်းဝင်စိတ်ကန်းကနေချီတက်သွားမယ်ဆိုတဲ့စစ်ရေးကြီးတွေကပြီးခဲ့တဲ့ရက်ကကော်ဗန်နစီနဲ့အမေရိကန်စင်ကူးလောက်ထိစနေနာပြီးတော့တမတော်လေးနဲ့ချိတ်ဆက်ပြီးပြစ်ခတ်ရှင်းလင်းပြစ်ကွင်းရှင်းတာတွေကိုပြုလုပ်ထားပြီးဖြစ်ပါတယ်ဗမော်ကိုဆက်လက်ချီတက်သွားမလားဆိုတဲ့အခြေအနေကိုလည်းကျွန်တော်ဆက်လက်စုံစမ်းစောင့်ကြည့်နေစေဖြစ်ပြီးတော့အကြမ်းဖက်သမားတွေအားလုံးကလည်းဗမော်ကိုတမတော်ရေရင်တွေရောက်လာတဲ့အချိန်ချီတက်လာတဲ့လမ်းကြောင်းတစ်လျှောက်နောက်ဆက်ဖို့လည်းပြင်ဆင်ထားပြီးဖြစ်ပါတယ်ဒီလိုပြင်ဆင်နေတဲ့အချိန်တမတော်ရဲ့ကျွတ်တင်လက်ဥမှုရာယူတိုက်ခတ်မှုနဲ့ပဲအကြမ်းဖက်သမားတွေမျိုးတုံးပြောက်ကွယ်မလားပြီးတော့တိုက်ခိုက်နိုင်မလားဆိုတာကိုတော့ကျွန်တော်ဆက်ပြီးစောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်ဒါကတော့ခေါင်းဝင်စိတ်ကနေချီတက်လာတဲ့ခေါင်းဝင်စိတ်ကနေထွက်ခွာလာတဲ့ရေရင်အုပ်စုကြီးက AR မြစ်နဲ့အတူပြန်လည်စုံစင်းလာတဲ့ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်တင်မော်ကြီးပေါင်းများစွာက AR မြစ်ကိုပြန်ပြီးစုံစင်းလာတဲ့ဆိုတဲ့အခြေအနေမျိုးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေဖြစ်ပါတယ်။စစ်ရေးခင်းချင်းနဲ့စစ်ရေးလှုပ်ရှားမှုတွေကိုပြောပြခြင်းလောက်အောင်အထိအသေးတွေရနေပါတယ်။ဒါပေမဲ့လုံခြုံရေးအရာစစ်ရေးလှုပ်ရှားမှုတွေအရာတကယ်ဆောင်ရွက်လာတဲ့အခြေအနေမျိုးတွေမှာပဲပေါ်ပြလို့ကောင်းတာဖြစ်တဲ့အတွက်ဒီကားပေါ်မှာပဲကျွန်တော်မိဘပြည်သူကြီးတွေဆက်ပြီးတော့စောင့်ကြည့်ပေးပါအောင်။ပေါ်ပြလို့ရတဲ့အချိန်ကြရင်တမတော်ရဲ့စစ်ရေးလှုပ်ရှားမှုတွေကဘယ်ဒေသကိုဥတီပြီးတော့စစ်ရေးမှညှက်ထားနေတယ်လဲဆိုတာကိုကျွန်တော်တို့တွေအမြန်ဆုံးနဲ့အနည်းဆက်ဆုံးဖြစ်အောင်ပေါ်ပြပေးသွားမှာပဲဖြစ်ပါတယ်။တခြားတန်တမန်နီးရကိစ္စတွေဒီနေဆက်ဒေတာဒီအေဂျင့်နဲ့ပတ်သက်ပြီးတော့တမတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ထိုင်းဘက်ကတမတော်အကြီးအကဲတွေနဲ့နှစ်နိုင်ငံတမတော်အကြီးအကဲတွေပူးပေါင်းဆောင်ရွက်မှုတွေ RCB ဒီအစည်းအဝေးတွေတောက်လျှောက်ပြုလုပ်နေပြီးတော့ထိုင်းမြန်မာနယ်စပ်အနီးကအကြမ်းဖက်သမားတွေနဲ့ပတ်သက်ရင်လည်း PPCC နဲ့ဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့လည်းပြီးခဲ့တဲ့ရက်ကကော်တူးလေးနိုင်ငံထူထောင်ဝင်ဆိုတဲ့ကရင်စစ်သွေးကြွငပေါ်စောတင်ဓမြကိုထိုင်းဆိုရဘက်ကရဆိုတဲ့သတင်းကြားသိခဲ့ရတာဖြစ်ပါတယ်။ကနဦးကြားသိတဲ့သတင်းအရတော့တရားမဝင် ID တွေတရားမဝင်မှတ်ပုံတင်တွေတည်ဆောင်မှုတင်သွင်းမှုဆိုတဲ့ခေါင်းစဉ်နဲ့ဖန်ဆီးခဲ့တယ်လို့သိရပေမဲ့လက်ရှိထိုင်းနိုင်ငံရဲ့ဒီပေါ်လန်ဒီယာစစ်မှုထမ်းဥပဒေအရအင်အား2500လောက်ကိုဖြည့်တင်းရမှာဖြစ်ပါတယ်။ဆိုတော့နေဆက်ဒေသမှာရှိနေတဲ့ဒုက္ခသည်တွေပြီးခဲ့တဲ့ရက်ကမှဒီ bio data တွေယူပြီးတော့ပန်းရောင်ကက်တွေလိုအပြာရောင်ကက်တွေလိုပေးမယ်ဆိုပြီးတော့ကြော်ရှင်နေကြတဲ့သူတွေအတွက်လည်းအိမ်မက်ဆိုဖြစ်လာနိုင်ပါတယ်။ volunteer စစ်မှုထမ်းဆိုတဲ့အခြေအနေမျိုးကပြည်သူစစ်မှုထမ်းလိုပုံစံမျိုးမြန်မာမှုတွေ့ရင်တော့ပြည်သူစစ်မှုထမ်းလိုမျိုးခေါ်ရမှာဖြစ်ပါတယ်။ထိုင်းစစ်သားတွေကိုပဲထိုင်းနိုင်ငံသားတွေကိုပဲ volunteer စစ်မှုထမ်းအနေနဲ့ခေါ်မလား
ဒါမှမဟုတ်ရင်စောနေတဲ့များတို့ KNU ရဲ့လက်အောက်ခံဘုံကျွန်း PDF တွေကိုပဲစည်ရင်ဖြည့်လို့ရအောင်ကော်ပြီးတော့ volunteer နဲ့ထည့်မလားဆိုတဲ့အခြေအနေကိုလည်းကျွန်တော်ဆက်ပြီးစောင့်ကြည့်သွားရအောင်မှာဖြစ်ပါတယ်ဒီအပိုင်းမှာပူပူနွေးနွေးရောက်ရှိထားတဲ့ထိုင်းနိုင်ငံဘက်ကတက်မတော်ကြီးကနဲ့လက်ရှိမြန်မာနိုင်ငံဘက်ကတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့တွေ့ဆုံမှုရဲ့နောက်ဆက်တွဲမှာတော့ထိုင်းမြန်မာနယ်စပ်တခြားကလုံခြုံရေးကုန်းသွယ်ရေးနယ်စပ်စီမင်းကိစ္စအပါအဝင်တခြားသောကဏ္ဍအသီးသီးဖွံ့ဖြိုးတိုးတက်ရေးအတွက်တွေ့ဆုံဆွေးနွေးမှုတွေဖြစ်တယ်ဆိုတဲ့အချက်ကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်ဒါကြောင့်ဘာတွေကိုထူးခြားလာမလဲအခုဇူလိုင်လထဲမှာရောနယ်စပ်စီမင်းတစ်လျှောက်နယ်စပ်ကုန်းသွယ်ရေးတွေမှာဘာတွေထူးထူးခြားခြားရှိလာမလဲဆိုတာတွေကိုကျွန်တော်မြင်တွေ့လာကြရဖို့ရှိပါတယ်ဒါကတော့ဒီနေ့ဇူလိုင်လ2ရက်နေ့အတွက်ရရှိတဲ့သတင်းတွေကသတင်းတချို့ကိုကောင်းတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်